ဟောကြားခဲ့တဲ့တရားတစ်ပုဒ်ဖြစ်တဲ့ခန္ဓာ၅ပါးသုတ္တယောက်ျားဆိုတဲ့တရားကိုပြန်ဟောပြီအဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတဝတိပြည်မှာသတင်းသုံးနေတို့ရာဓဆိုတဲ့ယဟန်လေးတစ်ပါးရှိတယ်ဘယ်သူလဲယဟန်လေးဆိုတာပြောတာသူကအသက်ကြီးမှယဟန်ဝတ်အသက်ကြီးပေမဲ့ဝါငယ်တယ်ပေါ့လေနော်ဒါပေမဲ့သူကဒုဖျားသာသနာမှာဘယ်လိုထူးသလဲလို့မေးတယ်အနှစ်သာရရှိတဲ့အကျိုးရှိတဲ့မေးခွန်းတွေကိုမေးတတ်မြန်းတတ်တဲ့နေရာမှာအထူးကျွန်းဆုံးပုဂ္ဂိုလ်ဣတရေယပေါ့နော်မေးခွန်းမေးတယ်ဆိုတာဒါအရေးကြီးပါတယ်ဒါလည်းနည်းနည်းတောင်းပါအောင်လို့မနေ့ကဓမ္မဂရိကဆိုတာမိသကာကြီးမိလောင်နေတာနဲ့တူမိသကာဆိုတာသူများတွေပဲလိုက်ငိမ့်တယ်သူလောင်တော့ဘာမှမတတ်နိုင်အဲ့တော့မနေ့ကမိလောင်ပြီးတက်လာတာဒီနေ့လဲလောင်နေတာဖုံးထားတယ်သူတော်ကောင်းတို့ကတော့မြောက်တကုံမြို့နယ်တော်တော်ကံကောင်းပါလေဟိုနှစ်ရက်လေးတွေတရားပွဲငြိမ်ငြိမ်ချမ်းချမ်းပေါ့လေဒီမြို့နယ်လူကြီးတွေမေတ္တာပို့ကြနော်လာမဲ့လှိုင်သာယာတော့ပြက်တယ်ပေးပြီးသားပါမစ်ကိုပြန်သိမ်းသွားပါတယ်သို့တော်ဟောမှာပါမနေ့ပြန်ဖြစ်ချင်ရဖြစ်ဟောမယ်အဲ့တော့တရားပွဲဟောပါမစ်ပိတ်ထားတဲ့တရားပွဲဟောလို့အဖမ်းခံရတာဂုဏ်ရှိပါတယ်အဲ့တော့ခေါ်ပြအောင်ဟောမှာပါအဲ့တော့တရားပွဲပိတ်တဲ့လူတွေများလည်းကြမ်းပါကြပါစေချမ်းသာကြပါစေပေါ့လေတရားပွဲပြည့်စည်အောင်လုံးပန်းနေကြတဲ့ဒီနေ့မော်ဘီမြို့မှာ12ညတိုင်တိုင်ကျင်းပမဲ့ပရိယတ္တိပူဇော်ပွဲကြီးအတွက်စီစဉ်ထားတဲ့တရားပွဲကိုလည်းခွင့်မပြုပါဆိုတဲ့စာတမ်းကြီးထွက်လာပါတယ်ဒါရင်လားဆိုတော့မကသေးပါဘူးမပြောတော့ပါဘူးလေနော်မိနေဆက်လောင်းကုန်မှာဆိုလို့အဲ့တော့ရှိသေးအဲ့တော့တို့ဘု து လက်ထဲရောက်နေသိမင်းလက်ထဲရောက်နေသိမင်းယာရယဟန်ကအထာကိုမေးတာမာရောတိဗန္တိဝုသတိကိဋ္ဌဝတ္တနုခောဗန္တိမာရောတိမာရောလို့လူများဆိုးနေကြပါတယ်ခရားတဲ့အဲ့ဒီမာရောဆိုတဲ့သေမင်းလို့လူများပြောနေကြတဲ့မာရသည်ဗန္တိအရှင်မြတ်ဘုရားကိဋ္ဌဝတ္တနုခောဘလို့အရာမျိုးကိုမာရောတိသေမင်းဟူ၍ဝုသတိဆိုပါလည်းခရားဒါယာဒကနော်ကိဋ္ဌဝတ္တနုခောဗန္တိမာရောတိဗန္တိဘုံတော်ကြီးမြတ်လာတော်မူသောသုံးလောကထွတ်သားသဖြင့်ညုမြတ်စွာဘုရားအရှင်မြတ်ကြီးဘုရားမာရောလို့ခေါ်တဲ့လူများရင်ဆိုင်နေကြရတဲ့သေမင်းသည်တဲ့ဘယ်လိုအရာမျိုးကိုခေါ်ပါသလဲဟာမင်းနော်အဲ့တော့ဘတ်တော်တိုင်းဟာသေမင်းလက်တွင်းမှာသက်ဆင်းနေရတယ်ဒါအလုံးသိတယ်ကိုစီမှာရောသေမင်းမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါကို what is သေမင်းဆိုတာဘာလဲလို့ယာဒကမေးတာဒီတော့ဦးဇင်းတို့သူတော်ကောင်းတို့ကဝတ္တမသိတဲ့မူလမေးသိပါပါတယ်ဗျာသေမင်းဟာဦးဇင်းတို့သူတော်ကောင်းတို့အတွက်ယံသူလားမိတ်ဆွေယံသူမနစ်သက်သောအရာမလိုချင်သောအရာအလွန်ညွန်မုန်းသောအရာသေမင်းကြီးဟာကိုယ်နဲ့အတူရှိနေတယ်ကိုလိုက်သတ်နေတယ်အဲ့ဒီသတ်နေတဲ့သေမင်းဘယ်သူလဲလို့မသိရင်ရှောင်နိုင်ရှားနိုင်ဖို့ဖြစ်နိုင်မှာမလားဖြစ်နိုင်ပါဘူးဗျာဒါကြောင့်မာရောတိဗန္တိဝုသတိကိဋ္ဌဝတ္တနုခောဗန္တိမာရောတိဗန္တိဘုံတော်ကြီးမြတ်လာစွာမူသောမြတ်စွာဘုရားမာရောလို့လူတွေပြောနေကြတယ်သေမင်းလို့ပြောနေကြတယ်ဘုရား
ကေတဝတ္တနုခောဘလောအရာမျိုးကိုမာရောတိပေမင်းဟု၍ဝုသတိတပိတော်တို့မှတ်ယူရပါမလဲဖရာဆိုတော့ဒီဘေကုန်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဖြေပါတယ်ရူပေခောတတိမာရောဝအတ္တရာဒမြည်သောချစ်သွားယဟန်တဲ့ရူပေဆိုတဲ့ယုတ်တရားကြီးသူတော်ကောင်းတို့မှာပါရှိတယ်ခောစင်စစ်သူတော်ကောင်းတို့ရဲ့တဏ္ဍာမှာခောစင်စစ်ရာဒဆိုတဲ့ယဟန်သင်တဏ္ဍာမှာရူပေဆိုတဲ့ယုတ်တရားကြီးဒီခောစင်စစ်တတိရှိသည်ဖြစ်တော်မင်းရဲ့တဏ္ဍာမှာယုတ်ရှိရင်အဲ့ဒီယုတ်ဟာသိမင်းပဲဟောသူတော်တို့ခုခန္ဓာဘယ်နှပါးရှိလဲပြောကြည့်သမ်းပါလေခန္ဓာဘယ်နှပါးခန္ဓာ၅ပါးသည်ရူပေခောတတိမာရောဝအတ္တဝေဒနာခောတတိမာရောဝအတ္တပညာခောတတိမာရောဝအတ္တသင်္ခါရိခောတတိမာရောဝအတ္တဝိညာဏိခောတတိမာရောဝအတ္တရုပ်ရှိရင်လည်းရုပ်ဟာသိမင်းပဲဝေဒနာရှိရင်လည်းပညာရှိရင်လည်းသင်္ခါရရှိရင်လည်းဝိညာဉ်ရှိရင်လည်းဒါဖြင့်သူတော်ကောင်းတို့မှာရှိတဲ့ခန္ဓာဘယ်နှပါးအဲ့ဒီခန္ဓာ၅ပါးဟာသူတော်ကောင်းတို့ရဲ့ဒါဖြင့်မိုးပေါ်ကသိမင်းကမိုးပေါ်ကကြာလာတာလားမဟုတ်ပါဘူးဗျာအချိန်တန်မှလာတတ်တာမဟုတ်ပါဘူးဗျာအလိုလိုဖြစ်လာတာလားမဟုတ်ပါဘူးဗျာဖန်ဆင်းရှင်တွေလွတ်လိုက်တာမဟုတ်ပါဘူးဗျာဟုတ်ပါဘူးဗျာတဲ့မြင့်တန်တန်မှာရုပ်ရှိတယ်ဆိုရင်အဲ့ဒီရုပ်တရားဟာမင်းရဲ့ဒီသိမင်းကိုကြောက်လို့ခင်ဗျားတို့ဒီယုတ်ကြီးကိုအမျိုးမျိုးပြုစုယူရပိုက်ထွေးပြီးတော့စောင့်ရှောက်ရပူလာရင်ပူလို့တစ်မျိုးအေးလာရင်အေးလို့တစ်မျိုးဟုတ်ကဲ့လားဒါအခုဆောင်းတွင်းတော်ကောင်းတို့ကဒါပင်လယ်နဲ့နီးတဲ့အောက်အရက်ဒေသမှာရောက်နေကြလို့အေးတယ်သိမခံရမြန်မာပြည်အထက်ပိုင်းဒေသတွေဆိုရင်ကုမန္တလေးလိုပူတဲ့အရက်တောင်တော်တော်အေးနေရမေမျိုးတို့ရှင်းတောင်တို့ဘာလို့ဆိုရင်တော့ဒါပြောမနေနဲ့တော့အနှုတ်နှစ်တို့အနှုတ်သုံးတို့ဖြစ်ကုန်ဒီတော့အလွန်အေးတဲ့ຢာစီရောက်တော့ဒီခန္ဓာကိုယ်လေးလွေတွေးအောင်ဒီရုပ်ကလေးမပြည့်စည်အောင်ရှုံတယ်ယုံတယ်တွေနဲ့မဆောင်ရှောက်ရဘူး။သူကစောင့်ရှောက်ရင်စောင့်ရှောက်မစောင့်ရှောက်ရင်အေးလို့သိလိုက်မှပြောပါပူလုံးတော့ပေါ့နေရာဒီပူတော့လဲပူတဲ့အတွက်သက်သာအောင်ပန်ကာလုပ်ရအဲကွန်လုပ်ရရေချိုးပေးရရေပတ်တိုက်ရမလုပ်ပါဘူးလားပူလုံးတာမင်းပြုပြင်ရင်ပြုပြင်ပြုစုရင်ပြုစုမပြုစုရင်မဖြစ်သိလိုက်မယ်သူကဟုတ်ကဲ့လားပူရင်ပူလို့တစ်မျိုးအေးရင်အေးလို့တစ်မျိုးဒီယုတ်ကြီးရှိသမျှပထဝီကလည်းတတ်ပါတချို့များတောင်းတင်းသိလိုက်တာမရှိဘူးလားပထဝီလုံလို့သိတယ်ဒီတော့အပူအေးကြောင့်လည်းသိသလိုဝါရောကြောင့်ပေါ့ဝါရောလေဖြတ်တယ်လေဖြန်းတယ်ဟမ်ဟုတ်ကလားခန္ဓာကိုယ်ကျင်းမှာဒီယုတ်တရားကြီးလှုပ်ရှားဖို့အတွက်အသက်ရှင်ဖို့အတွက်သွေးတွေလေတွေလေပတ်နေရတယ်နော်ဒါကြောင့်နှာခေါင်းပေါက်ကနေမပြတ်လေရှူနေတယ်ဆိုတာအဲ့ဒီလေကမှတွန်းကန်မှုထောက်ကန်မှုဒီခန္ဓာကိုယ်ကြီးဒီလိုပြေပြေပြစ်တောင်းတောင်းတင်းတင်းဖြစ်အောင်လဲလေကတွန်းကန်ပေးတာလေးကြောင့်အသက်ကြီးလာပြီဆိုလေအားနည်းလာပြီရုပ်တွေရှုံ့တွားလာ
မကန်နိုင်မတွန်းနိုင်တော့သွားရလာတာလေးကန်လာတဲ့သွေးလေလက်ပတ်မှုလေးကန်လာတဲ့စိတ်တွေလေးလာတဲ့လေတွန်းကန်မှုအားနည်းပါဗျာတခါပါစကတေဇောဆိုတဲ့တေဇောဝမ်းမိကလည်းအားနည်းလာဓာတ်ရဲ့အစာကြေချက်မှုတွေအားနည်းလာဒီတော့ဒီဝါယောတက်ကလည်းသူတော်ကောင်းတို့ကိုလွန်လဲတတ်လိုရင်တော့ကျန်ဒါပေမဲ့ဒီဝါယောကလည်းသူတော်ကောင်းတို့ကိုစောင့်ရှောက်နေတာလားတတ်မလို့ချောင်းနေတာတစ်ချက်မမှန်းနဲ့မှားတာတော့မြန်မာဘိန်းတော်ဆရာများကြတော့ဓာတ်၄ပါးညှိပေးတယ်သူကဓာတ်ကိုကြည့်တယ်ဒီရုပ်ကိုဖွဲ့စည်းကြတာဒီဓာတ်၄ပါးဟုတ်တယ်နော်အဲ့တော့ဒီဓာတ်၄ပါးကလည်းသူတော်ကောင်းတို့ကိုအမြဲတမ်းစောင့်ရှောက်နေတာလားတတ်မလို့ချောင်းနေတာအာဘောဘုရားရှင်ကိုရောမြတ်ကြီးဝမ်းတော်လားလို့ပြိဋိဘံဆံခန္ဓာကိုယ်ရင်းကတခါတည်းဝမ်းနေတခါတည်းရှော့ကြတယ်အာဘောယိုစီးကြဒီတော့ရေဓာတ်တွေခန်းချောင်းဇောင်းဝမ်းလျှော့တဲ့လူများနောက်ကနေဓာတ်သားရည်တွေမြန်မြန်လိုက်ဟရေဓာတ်ဖြည့်ဖို့လုပ်ဟမလုပ်အောင်လားဒီအာဘောဟုတ်ပြီနော်ယိုစီးမှုပိတ်သွားတယ်သွေးခဲသွားတယ်သွေးတောင်သွားတယ်မသိဘူးလားသိပါတယ်ဗျာကြည်စံဒါဖြင့်ဒီယုတ်တရားကြီးရှိနေတာဒီယုတ်ကလည်းဦးဇင်းတို့သတော်ကောင်းတို့ကိုမပြတ်သေးဖို့တတ်မလို့ချောင်းနေတယ်ဆိုရင်မှားမလားမှားပါဘူးဗျာဒါကြောင့်သူ့ကိုအလိုလိုက်အကြိုက်ဆောင်ပြီးတော့သေမင်းအခွန်ဆက်နေရမှန်ပါဗျာဘာလို့နေရတာသေမင်းအခွန်ဆက်နေရနေစေဒီခန္ဓာကိုယ်ရေးအပူအေးမြတာမှုနဲ့သွေးတွေလည်းပတ်မှုမှန်ကန်မှုချွေးတွေထွက်လာပြီးဟဲ့တုတ်လိုက်အောင်ချွေးငုတ်သွားမယ်ချွေးမထွက်လို့ဒီမှာတခါလေခန္ဓာကိုယ်ကြီးကလေထုံထုံထန်းထန်းဖြစ်နေချွေးထုတ်လိုက်ခက်နေတာထွက်ပြန်တော့လဲတော့ရပြန်ပြီမထွက်ပြန်တော့လဲထုတ်ရပြန်ပြီသူကသူ့ကိုစောင့်ရှောက်နေတာလားတတ်မလို့ချောင်းနေတာဒါကြောင့်ခန္ဓာပိုင်ရှင်ဟာဒီယုတ်ကလေးကိုမပြတ်ပြုစုစောင့်ရှောက်နေရမနဲ့လင်းလာမျက်နှာသိအောင်ဟာရေချိုးအောင်ဟာစောစီစီရေချိုးတဲ့ဆောင်းတွဲဆိုတာစောရေချိုးအပူအေးမြအောင်လို့နှုတ်မအပူကန်တတ်တယ်ဝမ်းနှုတ်ပေးရတယ်ရာသူပြောင်းပြီရာသီတစ်ခုပြောင်းရင်အရင်ရာသီကရှိထားတဲ့အပူအေးနဲ့ကိုယ်တွင်းအပူနဲ့အပြင်ပအပူနဲ့မတူတော့အဲ့တော့ဓာတ်ကြီးတဲ့အနေနဲ့ရာသီပြောင်းမဟေးဆိုကြတဲ့ဝမ်းတစ်ကြိမ်နှုတ်ပေးရဟောအဲ့ဒါဘာလဲဆိုအတွင်းအပြင်ညှိပေးတယ်ဂယုဆိုင်နေရတာသူဘာဖြစ်လို့ဂယုဆိုင်သေးမှဆိုးလို့ဘာဖြစ်လို့သေးမှဆိုးလို့ဆိုသူကတို့ကိုအမြဲတမ်းဘာလို့ဖို့ချောင်းမလို့ချောင်းနေတာဒါကြောင့်မို့ရူပေခောတတိမာရောဝအတ္တယုတ်တာရှိရင်ယုတ်ဟာသေမင်းပဲกว่าလို့ဘုရားပြောတာပြောတယ်မပြောတယ်ပြောတယ်ပါဗျာသိကြတယ်နော်သိပါပါဗျာကဲယုတ်ကိုထောက်ပံ့တာကံသေကုသမာရကံကလည်းခင်ဗျားတို့တတ်မလို့ဖြတ်မလို့ချောင်းတစ်ချက်မချော်နဲ့ချော်ဖြတ်ချတယ်ဥပိ္ပေဒကကံနေလေဥပိ္ပေဒကကံဥပဂရကကံတွေကခမည်းတော်ကိုဖြတ်ချပြစ်မလို့စောင့်နေတာလူတိုင်းမှာအဲ့ဒီကံမျိုးရှိတယ်တတိမလွတ်လိုက်နဲ့လွတ်တတ်ရှင်းလားရှင်းပါဗျာဘာလို့ဆိုတော့အနတ္မတက္ကသန္တရာမှာဒုမလုတ်ဘူးခဲ့တဲ့ကံရှိပါဗျာရှိတော့ကုသိုလ်တွေလည်းလုပ်ခဲ့ပြီကုသိုလ်တွေမှာမဲ့ကုသိုလ်ဖို့ကုသိုလ်သာမလုပ်ဘူးလားဟမ်အကုသိုလ်တွေလည်းအမိလည်းတတ်ခဲ့ပြီအဖလည်းတတ်ခဲ့ပြီဘုရားသွေးစိတ်တရားလည်းလုပ်ခဲ့ပြီတန်ခါလည်းသင်ခွဲခဲ့ပြီးပြီနော်ဒီနေ့လိုခေတ်ဆိုးခေတ်ပြက်ခေတ်ရုပ်ကြီးတဲ့လူလာဖြစ်တာကိုကအဲ့ဒီခေတ်ဆိုးခေတ်ပြက်ခေတ်ရုပ်ကြီးမှန်သမျှဒိုးလှုပ်လာလို့ဒိုးပြန်ခံရတာအကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှတရားလက်လို့ငတ်တောင်ကျွတ်ဖြစ်နေတဲ့ချိန်ကျတော့ရက်ဆက်လိုက်တာကွာရုပ်မှလိုက်တာကွာရိုက်ဆိုင်လိုက်တာကွာဗမာတွေမှဟုတ်ရလားဗုဒ္ဓဘာသာတွေမှဟုတ်ရလားနဲ့ဒေါသတွေဖြစ်နှလုံးသွင်းမှန်မှန်လေးထားပြီးယောနိတိသောမနတိကာရနဲ့ကြည့်တော့တ
ဒီလောက်ရုပ်မာသူတွေနဲ့တွေ့တာငါဒီလောက်ရုပ်မာခဲ့လို့ပါလားဟမ်ဒီလောက်ရိုင်းဆိုင်သူတွေနဲ့တွေ့နေတာငါဒီလိုရိုင်းဆိုင်ခဲ့လို့ပါလားအရှင်တော်သိမင်းနေခင်ဗျဟမ်အဲ့ဒါလာမယ်နောက်ပိုင်းမှာသူ့အကြောင်းသူလာမယ်ဒီတော့ကံကြောင့်လည်းသိရမယ်စိတ်ကြောင့်တော့သိရပါဗျာရုပ်ကိုထောက်ပံ့တာစိတ်ကလည်းတတ်မှာပဲဟင်စိတ်ကခုနလိုထိတ်ကနေစီဒေါသတွေအလွန်ကျွံဖြစ်ဟောဘုံတော်သွေးကြောပြနှလုံးခုန်ရသိတချို့ဆိုးသွားတယ်ဒီမှာလုံးကြီးကိုဆိုးသွားတာဘာလုံးကြီးဒေါသမီဟုံတောက်တော့အပူအားကြီးပြီးတော့ပူလုံးရင်လေရပွားတာနဲ့တခါလဲဘုံဆိုတက်ဆောင်ပလိုက်တာဟောနှလုံးဖိပြီးသေးရောရှင်းပါဗျာသုတတော်တို့ဦးဇင်းတို့ရုပ်ကြီးကိုကစိတ်တစဝါယောရုပ်ပြောစိတ်တစဝါယောရုပ်ဗျာဒီဦးဇင်းကလက်ကလေးလှုပ်ပြခြင်းနဲ့လက်လေးလှုပ်ဖို့စိတ်ကပေါ်လာတယ်အဲ့ဒီစိတ်ကလှုပ်ဆော်ပေးလိုက်တယ်ဝါယောဓာတ်ကိုလှုပ်ဆော်ပြီးတော့အဲ့ဒီဝါယောကဒီမှာစိတ်ရဲ့စွမ်းအားနဲ့တူဒီမှာတွန်းကန်ပေးတယ်တွန်းကန်ပေးတော့မှဒီလက်ကလေးလှုပ်လာစိတ်တစဝါယောရုပ်ထားခြင်းစိတ်ပေါ်လာတယ်ထားဖို့ရတွန်းကန်ပေးဖို့စိတ်ကနေလေးကိုလှုပ်ဆော်ပေးလိုက်ဟုတ်ပြီနော်ဒါဆိုတော့လို့မသိနိုင်တဲ့စွမ်းအားစိတ်ကဘယ်လိုလှုပ်ဆော်လဲဆိုစိတ်မှာလောဘဒေါသမောဟဆိုတဲ့အပူတွေရှိနေတယ်အဲ့ဒီအပူအေးကဒီရုပ်ကိုတွန်းကန်ပေးနေလောဘကြီးတဲ့လူများလမ်းသွားရှက်ပြန်ဟုတ်ကဲ့လားဘာဖြစ်လို့ဆိုတော့လောဘမီးရလောင်နေတော့ဒီလေတွေကပွားတယ်ပြီးတွန်းနေငင်းကိုမနေနိုင်ဘူးလောဘကြီးရင်ရှက်ပြန်ရှင်းလားဒေါသကြီးရင်ခက်ထန်ချမ်းသာလာတာလေတွေကိုချမ်းသာတွန်းကန်မှုတွေကတခါတည်းဟိုလောဘသမားကျတော့မြန်ဒေါသသမားကျတော့အင်းနဲ့အားနဲ့ဆိုတော့ဝုံတိုင်းဖြစ်ကုန်ရုပ်တွေပါချမ်းမောဟသမားငပြင်းများကြတော့ဖဏစီးတဲ့တောင်တရွတ်ဆွဲသူ့လေရကောင်းမတွန်းနိုင်ရှင်းလားကိုဖဏကိုလွတ်အောင်မမအောင်ဟဲ့ကောင်သမင်းစားရအောင်ဆိုခူးပြီးသားလားငပြင်းငပြောသီးစားအောင်ဆိုတော့ဘယ်နဲ့အခွန်နွားလောက်အောင်ကိုလေကမကန်နိုင်ဘူးစိတ်တင်တဲ့နေရသေးလောကောမပြောဘူးလားစိတ်တစဝါယောကျင်းသလားသူ့ရဲ့ကြိုးကံမှုတွေနဲ့သွားနေတာဒီတော့ကံကြောင့်လည်းသိမယ်စိတ်ကြောင့်လည်းသိမယ်ဥရုကြောင့်ရောဥရုအလွန်ကျူးဖောက်ပြန်လို့သိကြတာလည်းမရှိဘူးလားအာဟာရကြောင့်ရောဟိုတပြည့်ရုပ်နဲ့ပတ်သက်တဲ့ဟာတွေအားလုံးဟာတို့အတွက်ပါလေသိနေမယ်အာဟာရအစားတော့မှားလို့သိတယ်အာဟာရပြက်လက်လို့သိတယ်ဟုတ်ပါနော်ကောင်းပြီရုပ်သိကြပြီကိုယ်တိုင်ဆောင်ကျင်းပြုစုနေရတဲ့ရုပ်ဒီကိုမိတ်ဆွေလားကိုရန်သူဘာလို့ခင်ဗျားတို့မိတ်ဆွေနဲ့အတူနေတာလားရန်သူနဲ့အတူနေတာအဲ့ဒါမမေ့နဲ့ကိုယ်နဲ့အတူနေတဲ့ကိုယ်ခန္ဓာကဒီပင်လျင်ကိုယ်ကိုအမြဲတမ်းတတ်ဖို့ချောင်းမြောင်းနေတယ်ဆိုတာမမေ့နဲ့ဒီရင်ဆရာကဇာတာရဲ့အသက်120ရှည်စီတော်လို့ရေးပေးလိုက်တိုင်း120ရှည်လိမ့်မယ်လို့ဇာတာတိုင်း120ပဲဒါပေမဲ့ရွေမတိုင်ခင်ရွှေလွတ်သွားတာတွေရောမရှိဘူးရှိပါရဲ့ဗျာအေးဘယ်သူလက်ချက်မိလဲလက်ချက်ပါဗျာတတိမလွတ်နဲ့လွတ်ရင်သတ်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအပမဒေနဘိက္ခဝေသံပါဒေထ
ဘိက္ခွေငါဤจิตတပိများတို့အပမဒိဋ္ဌမမိတ်မလျော့မပေါ်ဆသောတမ္မာဒိဋ္ဌတတိတရားဖြင့်နေရကြတဲ့မင်းတို့သိမင်းနေရှိနေတယ်ဘာလဲရှိနေတယ်သိမင်းနေရှိပါရဲ့ဗျာခုလဲသိမင်းနဲ့ထပ်တူဗုဒ္ဓဘာသာဝင်နေသတိထားဖို့သာသနာသည်နှောင်းပိုင်းကိုရောက်လာပြီသာသနာနှောင်းပိုင်းကိုရောက်လာတော့သာသနာပြုမဲ့သူထက်ဖြစ်မဲ့သူပါအဖြစ်သမားအားကောင်းတယ်သာသနာကိုနှီးမျိုးစုံခုတုံးလုပ်နေတဲ့ပုဂ္ဂိုလ်တွေကများအဲ့ဒီပုဂ္ဂိုလ်တွေကပဲအင်အားကြီးလာရင်ဒီနေ့ဒီလိုတရားပွဲကြီးတွေဖြစ်ဖို့တောင်းဒီတော့ပြောချင်တာကကိုယ်ခန္ဓာနဲ့အတူကိုယ်ကိုယ်ွယ်တဲ့ဘာသာဒီလဲတေမင်းနဲ့အတူစစ်ခင်းနေရတယ်ဆိုတာမမေ့နဲ့ဘာသာသာသနာကိုမျက်နှိုးတဲ့စိတ်တွေယုံကြည်လေးစားအားထားတဲ့စိတ်တွေတဏ္ဍန်ထွားထွားမမွေးကြတော့ဘူးဆိုရင်ဒီသာသနာကွယ်ပါတော့မယ်အရိယသစ္စာတရားသည်အလွန်အစွမ်းထက်ပါလေအစွမ်းထက်သောသစ္စာတရားများကိုသစ္စာနဲ့မထိုက်တန်သူအဖက်မတန်သူများကလုံးလုံးမလိုလားပါဒါကြောင့်သစ္စာတရားကိုမျက်နှိုးပြီးသစ္စာကိုလေးစားသစ္စာကိုတန်ဖိုးထားသူတွေအတွက်သစ္စာတရားကိုကာကွယ်စောင့်ရှောက်တတ်ဖို့လိုပါတယ်။ဒါကြောင့်လူတိုင်းယင်ထဲမှာတရားကိန်းနေဖို့လိုပါတယ်။ဒါကြောင့်ကျေးဇူးရှင်ဘုဂ္ဂုဆရာတော်ဘုရားကြီးရဲ့တရားတော်တွေပြန်လဲထုံနှုံဦးဇင်းတို့တစ်ဖက်ပြန်လှည့်လိုက်ရတယ်။ဒီလိုမှမလှည့်ရင်လည်းကိုယ်တိုင်းမှာဒေအိုးသွားတော့မယ်အခြေအနေရှိတယ်နော်။ဒါကြောင့်ရုပ်ရှိရင်လည်းရုပ်ဟာငါတို့ရဲ့ပါလေသိမင်းနဲ့ပူးသက်ခံရသူ့ကိုမပြတ်စောင့်ရှောက်နေပေမဲ့သူကလစ်ရင်လစ်တဲ့အချိန်သမ္မာလစ်တဲ့အချိန်တတ်တစ်ချက်သတိမချော်လိုက်နဲ့ဟိုသတိရလာတယ်အဲ့ဒါလေးပြောရင်းနဲ့အရှင်ဖောက်ကလည်းပြောတတ်တယ်နော်မနေ့ကတည်းကမေကွန်းဖြေတဲ့အချိန်များဦးဇင်းရဲ့အမူအရာအပြောအဆိုသည်သူတော်ကောင်းတို့အတွက်မနစ်မြို့ဝယ်ရာမဖွဲမရာများဖြစ်သွားခဲ့ရင်မေကွန်းမေးသူနဲ့နားထောင်သူအားလုံးသိခံခွင့်လုပ်ပေးပါနော်ဘုသူမင်္ဂလာအကျင့်ဆိုးတွေရှိပါလေနော်အဲ့တော့အခုလည်းညင်ဆိုးလေးကပေါ်လာတယ်ပြောပြအောင်တို့ဆောင်းတွင်းတွေဆိုရင်ရှမ်းပြည်လူရှမ်းပြည်မှာမွေးတာဆိုတော့ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းမှာလူငယ်တွေတော်တော်များများသိကြတယ်လူကြီးကတော့မသိပါဘူးဒါကြောင့်လူငယ်တွေသိလဲဆိုတော့အရက်မူပြီးပြန်လာလမ်းတင်ထိုးအိတ်မနဲ့လင်းတော့စနေရောမွေးစိဝါတွေသုံးပြီးပြန်လာလမ်းတင်ထိုးအိတ်မနဲ့လင်းတော့စနေရောရာသီဥတုအလွန်အေးတာအလွန်အေးတော့သတိလစ်တဲ့ချိန်ဒါတော့တယောက်နဲ့တယောက်များစတဲ့နောက်တဲ့အခါမင်းငါ့ကိုမြင်ကောက်မလို့နဲ့တော့ညာအိပ်ပျော်နေတော့စောင်းတစ်ချမ်းလှပ်ပေးထားလိုက်စောင်းတစ်ဖက်လွတ်အိပ်တစ်ဖက်သေးသွားအဲ့လောက်အေးရှင်နော်အဲ့တော့လစ်ရင်လစ်တဲ့အချိန်ဘာလို့မှာတတ်မှာလစ်ရင်လစ်တဲ့အချိန်အဲ့တော့သူတော်ကောင်းတို့ဒီဘာနဲ့အတူနေရတာလဲကောင်းပြီဝေဒနာခောတတိမာရောဝါသအတ္တဝေဒနာတော်တော်ကောင်းတို့မှာဝေဒနာရှိမရှိရှိပါရဲ့ဗျာဝေဒနာဆိုတာဘာလဲခံစားတာအလုံးပြောဝေဒနာဆိုတာဘာလဲခံစားပါဗျာတော်တော်ကောင်းတို့မှာခံစားတတ်တဲ့သဘောလေးရှိမရှိရှိပါရဲ့ဗျာစားကောင်းတယ်မကောင်းဘူးသိလားရှိပါရဲ့ဗျာဝတ်ကောင်းတယ်မကောင်းဘူးခံစားတတ်လားခံစားပါရဲ့ဗျာဓာတ်ထောင်လို့ကောင်းတယ်မကောင်းဘူးလို့ရောခံစားတတ်လားခံစားရတယ်ဆိုတာဒုက္ခချမ်းသာကိုယ်ကြိုက်နဲ့ကြိုက်တယ်ဒုက္ခဆိုတာကိုယ်ကြိုက်နဲ့ကြိုက်တာပဲ
ဒီဒုက္ခကိုဘယ်လိုမှပုံသေးတတ်မှလို့မရဘူးဒါလည်းနည်းနည်းရှာရှည်လိုက်ဦးနော်ခမည်းတော်အတွက်ဘိမ့်မုံမုံစိမ်းပေါင်းကောင်းပေမဲ့ဟိုကိမ့်မုံနဲ့ပီဇာမုံစားနေလူဒါသွားကြွေးမကြက်အဲ့တော့ဒုက္ခဝေဒနာကိုယ်ဆန်တဲ့ကိုယ်ပဲမြန်မာတွေကငပိမပါမစားတတ်ဘူးဆိုတော့မြန်မာကလည်းတိုင်းတစ်ပါးထွက်သွားငပိဘူးဖွင့်ဟိုအကုန်လုံးလိုက်ရှာကုန်ပြီပုတ်စော်နေတယ်ဗမာတွေကတကယ်တော့အပုတ်စားတဲ့လူရှင်းတယ်နော်ပုတ်နေမှအရသာရှိတာဟုတ်သူတို့ပါဇက်ကလေအဲ့တော့ဗမာတွေကောင်းတဲ့ဒုက္ခဝေဒနာကိုသူအနိုင်ငံကျမ်းသားသွားကြွေးတော့ဒုက္ခဝေဒနာဖြစ်သူစံတဲ့သူပဲအဲ့ဒါလေးဥပမာတရားဟောတတ်ခါစားမတောက်တစ်ခေါက်ငယ်ငယ်တုန်းကအခုလည်းမကြည့်သေးပါဘူးအခုလည်း23နှစ်ရှိပြီ23နှစ်ပြည့်တုန်းကမေမေကဆုံးမခဲ့ဘူးလေငါသားတဲ့ယောက်ျားဆိုတာစကား2မျိုးမပြောရဘူးအဲ့ဒီကလေးကမှတ်ထားတယ်ဘယ်တော့အသက်မေမေ23မေမေစကားနားထောင်နော်ဦးဇင်းအသက်ဘယ်လောက်ရှိပြီလဲဆို23ပြောင်းလဲတိုင်းမပြောင်းလဲနဲ့ဒီလိုလည်းဖြစ်ပါလေအဆိုးတော်လေးတရားနောက်ောက်ကြကုန်မှာဆိုလို့နည်းနည်းလျှော့ထားအဲ့ငယ်တုန်းကပြောခဲ့တဲ့ဥပမာလေးပြောဝေဒနာမတူပုံလေးနော်ဦးဇင်းတို့တော်ကောင်းတို့ကလမ်းလျှောက်သွားရင်းနဲ့အခုလိုဒေါသချုပ်သသွားလိုက်လို့မစင်ပုံတပုံများတွေ့ရင်မရလို့ဘယ်လိုနေပြောလိုက်တာလောလောလတ်လတ်ပူပူနွေ့နွေ့လေးအနံ့လေးရတစ်ထောင်တောင်းဘယ်လိုနေမလို့ပြောမှပြောခုတောင်အာညင်းလာတယ်မပြောတာအဲ့ဒါဘယ်သူပိုက်သေးထွက်တယ်ဘုပိုက်သေးထွက်တာမပြောတော့တာမလို့ယွန်းတာဟုတ်လားအဲ့ဒါခွေးတဲ့ကောင်ကလာတယ်တွေ့ပြီဘယ်လိုနေမလို့ဟာ I am very lucky boy ဟမ်ငါတော့သိကံကောင်းပြီဒီနေ့ this is a lucky day very delicious food နော်သိရတာရှိတဲ့အစားအစာငါတွေ့ပြီတဲ့သူကဝမ်းသာသွားတယ်သူ့အတွက်ဘာဝေဒနာလဲဒုက္ခဝေဒနာခင်ဗျားတို့ကြိုးလို့ကြတော့အဲ့ဒါဝေဒနာကိုတော့ဘာမှပုံသေးတတ်မှလို့မရပါဘူးလောကမှာဘာမှပုံသေးမတွက်ပါနဲ့သူကြိုက်သူအလိုက်ဒီလိုဖြစ်အောင်မှာပေါ့နှုတ်ဝင်အကုန်ပုံသေးတွေ့ဒါတပြည့်ဒုတပြည့်ဖြစ်ကုန်တယ်ကိုကြိုက်တာကိုမကြိုက်ခဲနဲ့သူကြိုက်တာကိုမကြိုက်လို့အတော်အဆင်ပြေသွားမဟုတ်ရင်ဒီသားနဲ့အကုန်ဒါတပြည့်ဒုတပြည့်ဖြစ်တယ်ရှင်းလားသဘောပေါက်သလားဝေဒနာခံစားတတ်တဲ့သဘောတွေသူတော်ကောင်းတို့ဦးဇင်းတို့တဏ္ဍာမှာရှိမရှိရှိပါဗျာကောင်းပြီအဲ့ဒီဝေဒနာသည်ဒုက္ခဝေဒနာကြောင့်တေပွဲဝင်သွားရတဲ့ပုဂ္ဂိုလ်တွေရောချမ်းသာခြင်းလို့ချမ်းသာတဲ့ဝေဒနာနောက်လိုက်ရင်းနဲ့စားကောင်းကောင်းစားခြင်းနဲ့အဝတ်ကောင်းကောင်းစားနေဝတ်ခြင်းနဲ့နေကောင်းကောင်းနေခြင်းနဲ့ဆိုပြီးတော့ဝိသမလောဘတွေနဲ့စီးပွားရှာသိခြင်းစိုးသိတာတွေတချို့ကမိသားစုလိုက်တတ်သိသွားတယ်အကျွေးပေးကြမရှိဘူးကိုရှိတာလေးနဲ့ချဲထိုးထီထိုးနှလုံးထိုးတလုံးထိုးမွဲသူထိုးတာဘာလို့ချင်လို့ထိုးလဲဒုက္ခဝေဒနာချမ်းသာခြင်းလို့ဆိုတာဒုက္ခတတ်တာရှင်းလားနေပူရဲနဲ့ပူ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 လောင်လောင်နဲ့ချွေးတွေတန်နေနဲ့ပြန်လာအိမ်နဲ့ကြရကြရဝင်ကွန်းကြီးအကုန်ဖွင့်အမလေးပူလိုက်တာတော့ခဏနေသေးဘာဖြစ်လို့ချမ်းသာခြင်းလို့သိတာရှင်းလားဒါပြန်သူ့ဘယ်သူတတ်သွားဒုက္ခဝေဒနာတတ်တာဒါပေမဲ့သူတို့ဘယ်တော့မှတရားခံအစွတ်ဆွဲမခံရဘူးကြိုးကွန်းနဲ့လေနေပူရဲပြန်လာလို့အပူရှက်သေးတာတဲ့ဝေဒနာပြောက်
ဟိုရုပ်ကြီးသွားပြောခံတကယ်တော့ရုပ်ကတော့ဘာမှသိချတာမဟုတ်ဘူးသဘောပါလားခံစားတာဘယ်သူကခံစားဝေဒနာခံစားတာအဲ့ဒီဝေဒနာကဒုက္ခပဲခံစားခြင်းတော့ဒီအရာသာခံခြင်းနာနဲ့အရင်ကျက်လို့သိတယ်ခုဆိုငယ်ငယ်ရွယ်ရွယ်နဲ့မြန်မာနိုင်ငံမှာမအိုဈေးတွေတော်တော်ထုံးကားတယ်ကြော်ညာတော်တော်များများကြည့်လိုက်မအိုမဲ့ဈေးကြည့်ဘယ်အရက်မှမမှန်သဘာဝတိုင်းလှုပ်ထားတာမဟုတ်တော့ဒီအရက်တွေဟာဝိသမလောဘသမားများရဲ့လက်ချက်နဲ့ဒီကဝေဒနာသမားနဲ့တွားတွေ့မတော့ရရင်ချိန်တန်ရင်လေတောက်စားစားမတောက်မစားမင်းသားတွေကြွသွားပြီဘယ်လိုတကယ်တော့မတောက်မစားမှလူမင်းသားတောက်စားစားလူမနွားနွားလောက်တောင်ဆံမရဘူးဘောပါသလားတော့ကိုယ်သတ်မှန်သိရသားနဲ့ရှင်းလားရှင်းပါဗျာသဘောပေါက်သလားပေါက်ပါဗျာကောင်းပြီဒုက္ခဝေဒနာကလည်းတတ်တာပဲဒုက္ခဝေဒနာကရောဥပိ္ပခဝေဒနာကရောဥပိ္ပခဝေဒနာဆိုအမှုမဲ့မဲ့လမ်းဖြတ်ကိုဘယ်ကောင်ဝင်တိုက်သွားလိုက်မှမသိသွားရမြန်မာလူမျိုးကစီကံမရှိတာလည်းမဟုတ်ဘူးသတိလည်းမရှိဘူးကြည့်ရတယ်သူတို့မှာအသက်အပူပါတဲ့အတိုင်းကားမောင်းတဲ့လူကလည်းမစင်မကျင်မောင်းလမ်းဖြတ်တဲ့လူကလည်းဘယ်တောင်မရှိညောင်းမရှိဖြတ်သူ့အမေယောက်ျားဖောက်ထားတဲ့လမ်းများမှတ်နေလားတော့ပါလားဦးဇင်းလည်းတစ်ခွက်ပြောချင်တာအဲ့တော့သူတို့ကြည့်တယ်ဒီကောင်လေးအသက်နှစ်ချောင်းများပါလာမလားမသိဘူးစပယ်ဘတ်ပိုင်လည်းမဆိုးဘူးရှင်းနော်ကဲဒါဖြင့်ဒုက္ခဝေဒနာကလည်းတတ်တယ်ဒုက္ခဝေဒနာကရောဥပိ္ပခဝေဒနာကရောအဲ့တော့ဆင်းရဲတဲ့ဝေဒနာကလွတ်ချင်တာနဲ့သိမင်းလက်ထဲရောက်သွားရတယ်မရှိဘူးလားနောက်ကောင်းတယ်သိညာဆိုတော့ကောင်းလို့မှတ်သားတတ်တဲ့သိညာရှိမရှိရှိပါရဲ့ဗျာအဲ့ဒီသိညာကလည်းဘာလို့တချို့အမှတ်မှားပြီးသိဆေးပလင်းနဲ့အစိပ်ပလင်းတွဲထားမှားတော့အချင်းကြီးမှားတယ်ဗျာမှားပါဗျာတချို့ကအစိပ်ပလင်းမဟုတ်ဘူးဆေးပလင်းပဲသွေးပေါင်တွေကြာနေပါလေဆိုမှသွေးကြစေးတော့သိစီးကြိုတွေကြာနေပါလေဆိုမှစီးကြိုကြာစေးလာတိုက်သိဒုက္ခပိယလေးနဲ့သိတော်တာကိုယ်တိုင်သတိရှိတော့လားလွတ်အောင်ရှောင်နိုင်လေကြည့်တော့ကြည့်နေတာဒီကောင်လေးပဲငါတတ်မလားငါပဲသိမလားတော့မပြောတတ်ဘူးဟုတ်ဆိုတော့စိတ်တိုက်လဲတလွဲကြီးတိုက်တာရှင်းလားရှင်းပါဗျာအဲ့ဒါတခါတလေသွေးပေါင်ကျနေတယ်ဆိုတော့သွေးပေါင်ကျစိတ်တိုက်သွေးကြိုတွေကျနေတယ်ဆိုတော့သွေးကြိုကျစိတ်တိုက်ဆိုတော့နီးပြီအမှန်မှားပြီပြီပါမှားပြီပြီရှင်းကြလားရှင်းပါဗျာအဲ့တော့တင်ညာတတ်လို့လည်းမသေးရဘူးလားသိပါပါဗျာသားမဟုတ်တာသားမမယားမဟုတ်တာမယားမယောက်ျားမဟုတ်တာယောက်ျားမမိန်းမမဟုတ်တာမိန်းမမှတ်ပြီးသေးရတာတွေရောရှိပါဗျာအမှန်မှားဆိုတာတော့တင်ညာဝိပ္ပန္နတာပြောလို့တော့မကုန်ဘူးကိုသူတော်ကောင်းတို့ဦးဇင်းတို့မှတ်ထားရတယ်အကုန်မှားကြီးပဲတိုင်ပြီးရောကလေးမောကနေသူနိုင်လျှောက်ပြောနေတာလို့များခင်ဗျားတို့ပြောကြတယ်ဒါတို့မှတ်ထားတာလေအကုန်မှားကြီးပြောတော့တချို့အောင်မတို့ကတော့မှန်တာလေးလည်းရှိပါသေးတယ်အခုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အမှတ်တွေမရှိဘူးလားရှိပါရဲ့ဗျာ
ငါကိုငါဟာငါဥစ္စာတွေရောငါတိုင်ငါမြေငါခြံငါကားတွေရောဘိုးရှုပ်ချက်ကိုခတ်လို့အဲ့ဒီအမှတ်တွေအကုန်လုံးဟာအဘိဓမ္မာထနေမြေကနေကြည့်ရင်အဘိဓမ္မာထဆိုတာအဘိဆိုတာလွန်ကဲဆိုတာဓမ္မဖြောင့်မမှန်ကန်စွာမှန်နေတဲ့တရားမဖောက်မပြန်မှန်တဲ့တရားဆိုတော့မဖောက်မပြန်တာဆိုတာသဘောသက်သက်ပဲရှိတယ်ပရမတ်ထက်သက်သက်ပြောသမုဒိမပါစေနဲ့ဆိုပြောစရာဘူးမရှိတော့အဲ့သဘောဆိုတာကသမုဒိဘယ်လိုရှင်းရမှမသိဘူး what means of the ball ဓမ္မလို့ပြောရင်အဲ့ဒီဓမ္မကို what means လို့မေးလိုက်တာနဲ့သူတို့ဘာမှမဖြစ်တော့ဖြေစရာလည်းမရှိဘူးဖြေရင်လည်းသမုဒိနယ်တွေပြကျဲသွားမှာပဲမအေးဇာအေးသူ့မေရိုက်နော်မအေးတော့မရိုက်ပါဘူးဇာအေးရဲ့မုံလုံးစကုကလုံးချလိုက်နေမှအဖြစ်မထွက်ဘူးရှင်းဒီတော့တင်ညာအမှန်မှားကြောင့်အသိမှားတယ်အသိမှားကြောင့်အယူမှားအခုတရားအားထုတ်နေတယ်ဆိုတော့တကယ်တော့တရားမှတ်နေတာမဟာဒါလေးကြုံလို့ပြောဦးဘာမှတ်လဲမတရားတဲ့အမှတ်တွေကိုတရားအမှတ်နဲ့ပြင်းနေတယ်တရားရှုတာခဏထားဦးအရင်မှတ်ဦးရှင်းလားရှုတာဆိုတာအမှတ်များမှအမှတ်တန်လာမှအမှတ်မှန်တော့အသိမှန်တယ်ခုနကပြောခဲ့ပြီလေအမှတ်မှားတော့အသိမှားတော့ပလင်မောကပြောနေတဲ့လူကအိတ်ချင်မှုနဲ့ပြောနေပလင်မောကမမအောင်သူတို့ကမှားအိတ်ချင်မှုဆိုတာညနေရမှာနည်းနည်းလေးဟတ်အတက်ပေါ့စိတ်ကဒေါသသိပ်ထွက်လာငါဒီဒေါသနဲ့ပလင်မောတဲ့ငါတကာရောငါအောင်မှားတော့မယ်အဲ့တော့မဖြစ်ချင်ဘူးဆိုအပြေးလွှားစိတ်ငြိမ်စီလို့ကောက်တော့တယ်အဲ့တော့ဒီမှာမလဲသတိဖော်ပြီးတော့ဟောနေတယ်အဲ့တော့သူတို့ကကိုလိုပဲသူတို့လက်ခတ်လဲနေဖြစ်နေတယ်အမှန်မှားတော့အသိမှားတော့ဒါလေးပြန်ပြောနော်အမှန်မှားတော့အသိမှားတော့အမှန်မှန်မှအသိမှန်မှဒီလိုလုပ်ဘာမှဒီမှာဟောရလို့လည်းလုံးလုံးကြမ်းကြမ်းဖြစ်လာမှာပေါ့နော်အဲ့တော့အမှတ်မှန်ဖို့အတွက်အခုကြိုးစားနေကြတယ်အဲ့တော့အမှတ်မှားခြင်းကြောင့်တော်ကောင်းလို့တွေသေခဲ့ကြေခဲ့ကြတယ်မရှိဘူးလားရှိပါတယ်ဗျာဟိုဒါလည်းပြောစရာပြည့်စရာလေးတခုပြောပြအောင်နော်ဘောလုံးပွဲလောင်းထားတာမိုးကုတ်မှာဖွားကြီးတယောက်လူကတော့သေကန်နေနေပြီနော်ဘောလုံးပွဲလောင်းထားတာအဲ့ဒါရက်ွက်ပွဲလေးဘုံကတို့ငယ်တုန်းကတော့ဘောလုံးပွဲတွေကကိုကန်ခဲ့လို့လားမသိဘူးအဆင့်ရှိကိုလုတ်တဲ့လို့တော့အကောင်းကြီးပြောအောင်အဲ့ဒါရက်ွက်ပွဲမြို့နယ်ပွဲကိုအလွန်ကြီးကောင်းတာတိုင်းနဲ့ပြည်နယ်ဆိုလေဒီယိုကဥလဝင်းနားထောင်တာနဲ့တည်းတော်တော်လေးအသက်ပါတယ်အခုတော့ရုပ်ကြည့်ပြီးပြောနေတဲ့အတန်ကြားရတာကိုပန်ထရာမလာဘူးအတန်ပိတ်ထားလိုက်ကွာရုပ်တင်နားထောင်ကြတယ်ဘာလို့ဆိုဘောလုံးကိုတက်အောင်မပြောတာဟိုကရုပ်မမြင်ရပဲလေဒီယိုတွေကနားထောင်ရတာကိုငယ်တော့ကောင်းတာဒါမှမဟုတ်ဟိုတော့အဆင့်တန်းရှိတယ်အဲ့ဒီမှာမိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းဘိုလူဘက်ကန်ကြတော့သူကတော့တစ်ဖက်ကပေါ်နေဘယ်ရနိုင်တယ်ညာနိုင်တယ်အသာထားလိုက်ပါတော့သူလောင်းထားတဲ့ဘွဲကမိနစ်80နဲ့10မိနစ်ထိရှုံးငကိုးကိုမရှိနဲ့ရှုံးတော့အဲ့နားတယ်တွေးတက်ပြီးသေးသွားအဲ့ဒီ2မိနစ်မှာဟိုကအချိန်ပုံနဲ့2မိနစ်အတွင်း3ဂိုးပြန်ရှုသူ့အသေးကနိုင်သွားတယ်သူကတော့ဟောကန်ကြည့်ရှင်းလားအမှတ်မှားတော့အသိမှားတော့ဟောအဲ့တော့အမှတ်မှားခြင်းကြောင့်လဲသေကြေခဲ့ကြတာတွေရှိဘူးလားရှိပါရဲ့ဗျာဒါဖြင့်သူတော်ကောင်းတို့မှာမှတ်တတ်တဲ့သင်ညာရှိမရှိရှိပါရဲ့ဗျာ
အဲ့ဒီတင်ညာလဲကိုယ့်အတွက်ပါလေသိမင်းမေမင်းမလင့်နဲ့လင့်တတ်ငါကိုငါဟာငါဥစ္စာငါလောက်တာအမှန်ငါပြောတာအဟုတ်ငါကြံတာအကောင်းတင်ညာကသဘောပါလားအဲ့တော့ဒိဋ္ဌိအယူမှားတွေဥပါဒံတွေဒီထဲမှာအကုန်ကျုံးဝင်သွားတာအမှန်မှားလို့အသိမှားလို့ဘောမလုံးနဲ့ဒီနာရှင်းနေတာအရေးကြီးလို့ဝိပ္ပန္နာတတွေခေါ်တယ်အမှန်မှားတွေဖုံးလွှမ်းထားတယ်အဲ့ဒီအတွက်ဦးဇင်းတို့သူတော်ကောင်းတို့ကပြင်နေရတယ်သူတော်ကောင်းတို့ဦးဇင်းတို့မှာရှိတာခန္ဓာဘယ်နှပါးအဲ့ခန္ဓာ၅ပါးထဲမှာငါကိုငါဟာငါဥစ္စာပါသလားယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဒါတွေကမှားထားတဲ့အမှတ်တွေရှင်းတယ်နော်အဲ့ဒီအမှတ်မှားကြောင့်ပဲသူတော်ကောင်းတို့မှာအကျဉ်းချင်းဘဝပေါင်းများစွာအသက်ခံရရှင်းလိုက်ဒါဖြင့်တရားရှိအမှတ်မှန်မှအသိမှန်မှအယူမှန်မှလွတ်မြောက်ဘယ်လွတ်သိမင်းလက်ကလွတ်အဲ့တော့တင်ညာရှိရင်လည်းမင်းတို့ရဲ့သေမင်းပဲလို့ဘုရားပြောတာဟုတ်မဟုတ်ဟုတ်ပါရဲ့ဗျာအားလုံးမြင်ပြီလားမြင်ပါရဲ့ဗျာတရားဆိုတာကိုယ်တိုင်မြင်မှနော်သူစင်းတို့ဖော်ဆောင်ပေးတယ်ဆိုတာကသူတော်ကောင်းတို့ဉာဏ်ထဲမှာမြင်အောင်ပရိယေတွေရှောက်သုံးနေရဘသူကိုယ်တိုင်မြင်မှတရားလားသူများပြောတာတရားမဟုတ်ဘူးသူများပါဇက်လမ်းမဆုံးနဲ့ကိုယ်တိုင်ရင်ထဲရောက်မှကိုယ်တရားရှင်းလားရင်ထဲမရောက်သူတွေလောကမှာတပုံကြီးတော့အဲ့တော့ဓမ္မနဲ့အာရမရှိရင်ဓမ္မဆောင်သူကနေတယ်အာရမဆောင်သူကနာအဲ့တော့ဓမ္မဆောင်သူဒီအလုံးကိုသတိထားနိုင်မှာလုံးဝအာရမတို့ဆွဲဆောင်ရပါတော့သူမိုက်လို့ကိုမိုက်သူရိုင်းလို့ကိုရိုင်းသူချလို့ကိုချစိတ်ရှိတယ်နဲ့ဆိုရင်ငါကြည့်တော့တလည်းနဲ့အကုန်လိုက်ခုတ်ပြီးဒါနဲ့လည်းယူကြတယ်ကွာလို့ဆိုတပည့်တွေကပြောတယ်ဘုန်းကြီးလက်တစ်ဖက်ကကောင်းလို့လာတယ်မကောင်းကွန်ကွာပြုတ်ထွက်အကုန်ခုတ်မရှုပ်ကြည်လားအမှန်မှာငါလောက်တာတော့အမှန်ဆိုသူများတတ်ဖို့ဖျောက်ဖို့ကြံတာမှန်လားဟောသူများဖြစ်စည်းတာကြတော့မမှန်ဘူးတဲ့ကိုတတ်မှကြမှန်တယ်ရှင်းပုံပြောပါလေအမှန်မှားတော့အသိမှားတော့အမှန်မှန်မှာအသိမှန်မှာရှင်းသလားကောင်းပြီနောက်ကသင်္ခါရနောက်ကပါလေသင်္ခါရဆိုတာစိတ်ဆော်တိုက်တွန်းမှုရှိမရှိရှိပါရဲ့ဗျာထိုင်ခြင်းနဲ့ထားခြင်းနဲ့သွားခြင်းနဲ့လာခြင်းနဲ့စားခြင်းနဲ့တောက်ခြင်းနဲ့ဒါတော့ရိုးရိုးလေးပါပဲအစားမတော်အသွားမတော်သူတိုက်တွန်းတာနဲ့သေးတာမသွားတဲ့နဲ့လားဟုတ်တယ်နဲ့ကားမောက်သွားတယ်လို့နော်ချိန်ကနီးမှကားပြောင်းစီးခြင်းကိုကားနဲ့ကိုသွားမသိဘူးဒီကားဘောကိုလိုက်ချင်တယ်ဆိုပြောင်းဟောပါသွားဒါပေမဲ့အတူပြုထားတာဆိုတော့သူပါပါလေပြီးမှာဝယ်မှတ်တာဆုံးမတယ်နော်မဆုံးရင်ဆုံးသေး9ယောက်ဒီပြုထားရင်အဲ့ဒီ9ယောက်ဆုံးပြီးမှကျင်သလားကိုင်းထားအဲ့တော့သင်္ခါရပြုပြင်မှုလေးတွေအသွားမတော်တလန်းအစားမတော်တလုံးဆိုလို့သွားပြီးသွားရထားသွားလိုက်လို့ accident နဲ့ဖေးတာတွေရောမရှိဘူးလားစေတနာသူ့တိုင်းနေရင်အကောင်းနော်ကိုပြုပြင်လိုက်မှသေသွားတာတွေရောတချို့များဆွဲနေတာတွေရှိသေးတယ်ဥစဉ်တော်တော်များများကြုံမှုတယ်သူရှိမှသွေးတို့ယောဂအကြောင်းပြောနော်ဟောသူကိုယ်တိုင်သွေးတို့ယောဂဖြစ်သွားပြီဟောပြည့်ကြစီလိမ့်တော့တယ်ဘယ်လိုတိုက်ကြလို့ဆိုတော့သူ့တော့ရှင်းလားရှင်းပါရဲ့ဗျာစေတနာစိတ်ဆော်နေတာသူဘာလို့လျှောက်လို့မမသိဘူးဟိုဘက်တင်ညာကပန့်ဖို့စေတနာကလျှောက်လို့ဟမ်နှလုံးယောဂအကြောင်းပြောရင်သူကသူ
ခုနပဲတိတ်ဖြစ်လာဒီနာတိတ်ဖြစ်လာလက်တွေပဲညူလာလို့မျက်ကွင်းတွေပဲညူလာလို့ရှင်းလားရှင်းပါရဲ့ဗျာတင်ညာကပြောလိုက်တယ်နဲ့စေတနာကမလုတ်တဲ့မလုတ်ထိုက်တာတွေရှောက်လို့ရှင်းနော်အဲ့တော့အဲ့စေတနာတိုက်တွန်းစိတ်ဆော်ချက်ကြောင့်မှားပြီးသိရတဲ့ဟာတွေရောမရှိဘူးရှိပါရဲ့ဗျာအဲ့တော့စေတနာသည်လဲသူတော်ကောင်းတို့အတွက်ရှိနေခြင်းသည်ဘာလို့ဖို့ရှိနေတာတတ်ဖို့အဲ့တော့စေတနာဟာငါတို့အတွက်ပါလေသိမင်းအဲ့တော့စေတနာရှိရင်စေတနာဟာသိမင်းဒါဖြင့်ဝိညာဉ်ရှိရင်ဟောဝိညာဉ်ဆိုတာစိတ်ကြောင့်သိတယ်လက်ကြောင့်မှဖြေုံကြည်တာစိတ်ကြောင့်သူတော်ကောင်းတို့စိတ်ကလည်းသူတော်ကောင်းတို့ကိုဤမျိုးစုံနဲ့ဒီနေ့ဟောဒီကွင်းထဲကတရားနာပိဋကရှိတဲ့အသက်တွေအိုးနေကြတယ်ဘာကြောင့်စိတ်ထောင်းတော့ကိုရုပ်တွေကိုပြန်ကြည့်အားလုံးတောကအပူမီးတွေကသေစစ်တဲ့အချိန်နဲ့စောသိအောင်ဒေါသအကြီးရင်ကင်ဆာအဖြစ်မြန်နေလူတိုင်းမှာကင်ဆာဂျင်းရှိတယ်တချို့ကမျိုးရိုးနဲ့ဘယ်မှမဟုတ်လူတိုင်းမှာရှိအဲ့ဒီကင်ဆာဂျင်းစာအသက်40ကျော်ရင် active ဖြစ်လာမယ်ဘာသာရေးရှောက်တော့မှာနိုးထလာလူတိုင်းယောက်ျားရောမိန်းမရောအဲ့ဒီချိန်မှာဒေါသဆိုတဲ့သောကမီးကပံ့ပိုးပေးလိုက်ရင်မြန်ဖြစ်တယ်ဗျာလောဘသမားကတွေးလို့ဖြစ်တယ်တွေးလေလေပတ်မှုမှန်ရှင်းတယ်နော်အေးမောဟသမားများကတော့စီးကြိုဖြစ်မယ်ပြင်းတာexercise မလုပ်လမ်းမလျှောက်နော်ဘာလေးလို့အရေးကြီးစားပြီးလဲကြရင်မောပက်လက်သဘောပါလားအဲ့ဒါစီးကြိုဖြစ်မယ်ဘာလို့အစာလည်းမကြည့်တော့ရှင်းရလားသဘောပေါက်သလားဘယ်သူကတတ်နေတာစိတ်ကတတ်ဘယ်သူကတတ်နေတာစိတ်တော့ကရောက်လုံးလို့သေးတာရောမရှိဘူးလားအပျော်လွန်သေးတာရောလောဘအကြီးလွန်ပြီးသေးတာရောဟိုးဒီဟိုခိတ်ကဖြစ်ခဲ့တဲ့ဇလန်းလေးတစ်ခုပြောပြရင်ဘိက္ခုနီမလေးတစ်ပါးငယ်ရွယ်နေမှာပေါ့ခုခေတ်လို့ဆိုသီလရှင်ပေါ့ခေါ်တော့ဘိက္ခုနီပါဘိက္ခုနီနဲ့သီလရှင်မတူပါဘူးအဲ့တော့ဘိက္ခုနီကသောထံပြန်လာတော့တောင်းပေါ်မှာဒါလည်းသိဟိုဆိုတာတို့လည်းသီရိလင်္ကာကျောင်းမရဲ့ကျေးဇူးကြောင့်တစ်ခေါက်ရောက်ဖူးတော့သူများပို့လို့ရောက်လာလေနော်သူများဘုံကံမိပြီးလိုက်သွားဟိုရောက်တော့ရောက်ဖူးတာလေးနဲ့ပြန်ပြောရရင်သူတို့ကဗဟုလက်ရည်နုပညာလက်ရည်သိကောင်းအဲ့တော့တောင်ထိပ်တစ်ခုမှာသူတို့ကလည်းအဲ့ဒီယဟန်တန်ဃာတွေနဲ့ဒီဘိက္ခုနီတွေကတောင်ထိပ်တွေမှာသတင်းသုံးခဲ့ကြတာများအဲ့တော့အဲ့ဒီကတော့တောတဲ့တောင်တဲ့နေမှာပေါ့တောတဲ့တောင်နဲ့ဆုံးကံပြန်လာတောင်ပေါ်မှာအလွန်လှတဲ့ယောက်ျားရုပ်ထုလေးတစ်ခုခါကသူ့စိတ်နဲ့ကြိုက်တဲ့ဟာပေါ့နော်ဘယ်လိုအဲ့လည်းမထားဘူးနော်အဲ့ဒီရုပ်တွေ့တိုင်းမိန်းမတွေသိလိမ့်မယ်လို့တော့မထင်နဲ့တော့ပါလားမိန်းမတွေကြိုက်ဖို့ချင်းမှမတူပဲနဲ့တချို့ကကြမ်းရန်ကာယောက်ျားမျိုးမှတချို့ကျတော့တိမ်မွေ့ချွဲပြစ်မှချွဲပြစ်ဆိုတော့နာဖို့တော့မပေါ့တော့ပါလားဒီတယောက်လည်းချွဲဟိုတယောက်လည်းချွဲများပြောတာငယ်တုန်းကညင်းခဲ့ဘူးတဲ့တငယ်ချင်းညီမရဲ့တငယ်ချင်းမိန်းကလေးတွေနဲ့သူတို့ကရဲပြောတတ်ဆိုတတ်ပြောရဲဆိုရဲမှတို့ကကြိုက်တာအေးနာပြီးသားမှတ်တော့တွန်းဆုံးတဲ့စကားလေးတစ်ခုပြောဖို့ကိုလည်းကြောက်တာလို့ညွန့်တာလို့လည်းသူတို့မသိဘူး romantic ဆိုတာဘာလဲသူတို့မသိဘူးဒါရှင်းအောင်မလားရှင်းတော့ဘူးထားလိုက်ပါအဲ့တော့အချက်ချင်းမတူလို့ချင်တာဆိုလို့ချင်တာတူလို့လည်းမဖြစ်ဘူးလေနော်ဘာလို့ဆိုတော့တူရင်ထပ်နေမှာပေါ့အဲ့တော့အဲ့ဒီဒ
ဘိက္ခုနီမလေးဆုံးခံပြန်လာအဲ့ဒီရုပ်ထုလေးတွေ့တော့သူကတဖွာဟောဒီရုပ်ထုပေါ်မှာချစ်တဲ့စိတ်ပေါ်လာရဟန်းစိတ်တွေဖြစ်ပြီးအဲ့ဒီကြားတဲ့မတ်တရရဲ့သပိတ်ပိုက်ပြီးပြန်တော်မူပါရှင်းလားဘယ်လောက်ပြင်းထန်သွားလဲဆိုအဲ့ဒါဘုရားတတ်တာညာကစိတ်ကတတ်တာရှင်းလားဒေါသစိတ်ကတတ်တာရောဟာတော့နင်းတော်ဆိုတော့နင်းတော်တောင်ဆုံးလိုက်ဘူးဖြတ်ဆိုရုပ်ကျိုးပါပြုတ်ကြတာဘုရားတတ်ဒေါသတတ်ရှင်းလားအဲ့တော့စိတ်တွေသူတော်ကောင်းတို့မှာစိတ်တွေလောဘစိတ်ဒေါသစိတ်မောဟစိတ်တွေမရှိဘူးလားရှိပါတယ်ဗျာအိတ်တမစ္စရိယစိတ်ရှိပါတယ်ဗျာအဘိဓါပြပါတာရှိပါတယ်ဗျာရှင်းနော်စိတ်ကရှေ့လောကြီးနေသားဘူးသမီးဘူးနဲ့ပူနေဆိုတော့လမ်းဖြတ်ကူကားလာမှမသိမလားမှမသိသိတာတွေရောရှိပါတယ်ဗျာရှင်းရလားရှင်းပါတယ်ဗျာဒါဖြင့်ဒီစိတ်ရှိနေတာလဲသူတော်ကောင်းတို့ရဲ့ပါလေသိပေးမယ်စိတ်ကလည်းမလစ်နဲ့လစ်တဲ့ချိန်တတ်မှာမှန်ပါဗျာရှင်းတတ်ကြလားရှင်းပါတယ်ဗျာအဲ့တော့တိမ်မင်းကဒါကခန္ဓာဘယ်နှပါးခန္ဓာ၅ပါးလုံးဟာသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ပါလားသိကြပြီနော်ဒါတယ်မကသေးပါဘူးတဲ့ဦးဇင်းတို့ကသိမင်းကိုကြီးတဲ့နားလည်အောင်ရှင်းပြကြအောင်စို့နော်အဲ့တော့တန်တရားတစ်ခွင်မှာအတိတ်ကလုတ်ခဲ့တာအဝိဇ္ဇာနဲ့အဝိဇ္ဇာသင်္ခါရဆိုတဲ့အကြောင်းတရားကြောင့်ရလာတဲ့ခန္ဓာဘယ်နှပါအခုလက်ကြည့်သူတော်ကောင်းတို့ခန္ဓာ၅ပါးဘာတွေလဲပြောကြည့်ဟုတ်ပြီနော်အဲ့ဒီခန္ဓာ၅ပါးမှာပဲခန္ဓာ၅ပါးကြောင့်ဝေဒနာပစ္စယဘာလားသိကြတယ်နော်ဟုတ်ပြီပါဝိညာဉ်ဆိုတာကစိတ်ကလေးတစ်စိတ်ပေါ်စိတ်ဘယ်လိုပေါ်လဲမေးနေမမေးနဲ့ဘုရင်အရေးကြီးတာလေးမေးတာမကြိုက်ဘူးနော်မူချူတော့မူချူပဲဒါပေမဲ့အလုံးစုံပြီးသွားတဲ့မူချူမှန်ပါဗျာဘွယ်လက်မှကင်ကြရမလို့လိုပါဗျာလက်မှကင်လေးမှန်ပါဗျာလက်မှစောင့်ရှောက်နေရတာပူသေးမှန်ပါဗျာအဲ့ဒီကြီးမူချူခင်ဗျားတို့သုံးလို့မကုန်ဘူးနိဗ္ဗာန်ရောက်တဲ့ဒီသုံးတော့ကိုပြောနေတဲ့စကားမျိုးကြီးကျယ်အောင်ရှောက်ပြောတာမဟုတ်ဘူးနော်တရားတန်ဖို့သိသိချင်းတချို့ဥစဉ်ကိုမကြမ်းကြမ်းလာပြောတယ်အရှင်ပြမူဂျိုတွေရမတွေးပါနဲ့တန်းတက်တွေးပါဦးဆိုတော့တန်းကုန်းနေပြီဟုတ်ကျုပ်တက်တာဒါကုန်းပဲဟင်စဉ်းစားစိတ်ဘာကြောင့်ဖြစ်လဲလို့မေးအာယုံနဲ့ဘယ်ကြောင့်ကြောင့်မဖြစ်ဘူးတင်တစ်ခုရှင်းအောင်မတာကိုနဲ့ညံမိသလောက်ကိုအစစ်တမ်းရှိသလောက်ပြည့်ပြည့်စုံစုံတိတိကျကျပိုင်ပိုင်နိုင်နိုင်သိထားဖို့လိုတယ်ကိုလက်နှမ်းမမီတာတွေရှောင်းကြံပြီးတော့စိတ်တစ်ခုရုပ်ကိုယ်စိတ်ကဘာတွေခေါ်လဲမနိုင်ဘူးမမှတ်နိုင်ဘူးမှတ်ထားတဲ့လူတွေသွားမေးကြည့်တော့လည်းရောင်သွားမှားတာများလာတော့ကိပွက်ပြတ်သူစရင်လေချိုလလာမေးရှင်ပြဘာလို့ဒီလောက်ပြက်ပြက်သားသားပြောလဲပြောနိုင်မလဲတရားတစ်ပုဒ်လည်းအကြာကြီးကြည့်ကြမလို့ဒီကလေးတွေကိုငါပြောချင်တာငါလေးသိတတ်တဲ့အရွယ်ဒီစာကြက်နီးတင်ပေးလိုက်တဲ့ဆရာကတင်ပေးပြီးကြတဲ့ကရင်ငါဘယ်စာမှအလွတ်မချက်ဘူးအလွတ်ချက်တဲ့ညံတုံးတဲ့လူတွေလုပ်တာငါကီးနှုတ်ဆွဲကြည့်တယ်များများလဲဖတ်ရတယ်များများလဲသိတယ်များများလဲခီးရောက်ဒီတပုတ်ရဲ့ကီးပွင့်ဟာဘာလဲဒါပဲကြည့်တယ်အဲ့ဒီကီးကိုလက်ကင်ထားပြီးအဲ့ဒီတော့နဲ့ကြိုက်တာဖွင့်အကုန်ပွင့်မစကြီးရကိုရေးကြည့်စိတ်တွေဘလောက်များတဲ့ပြောအာယုံတော်ရတိုက်မှာရှင်းနော်အာယုံတော်ရတိုက်လို့ပေါ်လာတယ်စိတ်ဝိညာဉ်လို့ပြောလိုက်ရင်သူတို့ကစာလို့သင်တယ်လို့တဆင့်ချင်းပြောနေတာတကယ်တော့ဝိညာဉ်ဟေးဆိုကြတဲ့က
ဝိညာဉ်ထဲမှာနာယုံလဲပါအာယုံဒွါရတိုက်တယ်ဆိုတာအာယုံဒွါရကယုတ်ဝိညာဉ်ကနာဟုတ်ပြီနော်အဲ့ဒီထဲမှာပဲဒီယုတ်ထဲမှာပဲသလယနာဆိုတဲ့အာယုံတွေဒွါရတွေမပါဘူးလားဟောဒီထဲအကျုံးဝင်ပြီလားတခါဟောဒီဝိညာဉ်ဖြစ်ပြီဆိုကြတဲ့ကရင်ဖတ်တာမပါပဲဖြစ်လို့ဟောဖတ်တာလည်းဒီထဲပါပြီသားတစ်ခါတည်းဒါကြောင့်စာလို့ပြောရင်စက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိစက္ခုဝိညာဏတိဏံသင်္ကတိဖတ်တော်တို့လို့ပြောစက္ခုံစမျက်စိကို၎င်းပဋိစ္စဆွဲ၍ရူပေစအချင်းကို၎င်းပဋိစ္စဆွဲ၍ဥပ္ပစ္စတိဖြစ်ပေါ်လာ၏စက္ခုဝိညာဏမြင်စိတ်သည်မျက်စိနဲ့အချင်းကိုဆွဲ၍ဖြစ်ပေါ်လာရှင်းလားအနည်းချုပ်ပြောရင်ပဋိစ္စနဲ့ပြောနေတော့ကြားလိုက်တာမြန်ပြောတော့မျက်စိနဲ့အချင်းနဲ့တိုက်ပါစိတ်ပေါ့မျက်စိအချင်းမြင်စိတ်သုံးခုပေါင်းမှဖတ်တာဒါပဲတိဏ္ဏံသင်္ကတိဖတ်တော့အဲ့ဒီသုံးခုပြောင်းတာကိုမှပါကောဒီတော့ဝိညာဉ်လို့ပြောတော့လည်းဖတ်တာလည်းပါပြီလားဖတ်တာလာပြီဆိုတော့ तू လည်းမနေဘူးရှင်းလား तू ပါလို့မြင်တယ်မမြင်ဘူးသိတာခင်ဗျကောင်းပြီဒီတော့ဝိညာဉ်ဟဲလို့ပြောလိုက်တဲ့စိတ်တစ်စိတ်ပေါ်လာတဲ့ခန္ဓာဘယ်နှပါးဟုတ်ပြီဝေဒနာတစ်ခုပေါ်လာတဲ့ခန္ဓာဘယ်နှပါးသုတ်တန်နီးဆိုတာအခုလိုပန်းလေးတွေတပွင့်ချင်းစီကုန်းထားအဘိဓမ္မာနီးပြောတော့ပန်းချင်းကလေးရှင်းလားအဘိဓမ္မာကြတော့ပန်းချင်းလေးဆိုတော့ဖြူနီကြောင်ကြားပန်းတွေအကုန်လုံးပါသွားရှင်းရလားအခုလည်းဒီမှာခန္ဓာ၅ပါးဟေးဆိုတော့ဝိညာဉ်တန်ရုပ်သလယနာဖတ်တာဝေဒနာအားလုံးတစ်ပြိုင်နဲ့ပါသွားပါတော့အဘိဓမ္မာနဲ့နီးနဲ့ဟောရင်ခန္ဓာ၅ပါးနောက်ကဘယ်သူလိုက်တော့ဟောဒီလိုပြောတာသုတ်တန်နီးကြတော့အနီးကပြောတော့ဝေဒနာနောက်ကတဏှာလိုက်ကြည့်ရတယ်နော်ကောင်းပြီအဲ့တော့ဟောဒီခန္ဓာ၅ပါးပေါ်ပြီးတဲ့နောက်ခန္ဓာ၅ပါးနောက်ကဘယ်သူလိုက်လားတဏှာဆိုတာလိုက်လာရင်ရှေ့ကပေါ်ခဲ့တဲ့မြင်စိတ်တွေဝေဒနာတွေရှိအောင်မလားရှိပါဘူးဗျာရေတော့ချင်တယ်ဆိုရပါလိမ့်ရေတော့ချင်တဲ့စိတ်ကလေးပေါ်လာအဲ့ဒါခန္ဓာဘယ်နှပါးကဲတောက်တဲ့စီကိုသွားပြီတောက်တဲ့စီကိုသွားတဲ့အချိန်တောက်ချင်တဲ့စိတ်ကဒါဖြင့်တောက်ချင်တဲ့ခန္ဓာပျောက်ပြီးမှတောက်တဲ့ခန္ဓာလာတယ်သွားတဲ့ခန္ဓာလာတယ်သွားတဲ့ခန္ဓာလာပြီးမှတောက်တဲ့ခန္ဓာဒါအကျမ်းမင်းပြောတာအနုစိတ်ပြောရင်သွားတဲ့ခန္ဓာသွားပြီးတော့မှရေအိုးသားရောက်ရေအိုးဖုံးဖွင့်တဲ့ခန္ဓာအဖုံးဖွင့်နေတဲ့အချိန်မှာခုနသွားတဲ့ခန္ဓာရေခွက်ကင်တဲ့အချိန်မှာအဖုံးဖွင့်တဲ့ခန္ဓာတခါအဖုံးဖွင့်ပြီးရေခတ်လိုက်တဲ့အချိန်မှာဟုတ်တယ်နော်ဟုတ်ပြီဒါဖြင့်အဲ့ဒီရေခွက်သခိုင်ပြီးတော့တောက်လိုက်တဲ့အချိန်မှာခုနခတ်တဲ့ခန္ဓာဒါဖြင့်အဲ့ဒီလိုတောက်လိုက်တာပြန်ကြည့်ခုနရေတောက်ခြင်းတဲ့စိတ်သည်ရေတောက်ပြီးသေးရလားမတောက်ခင်ရသေးသွားလားတောက်ခြင်းပြီးတတ်သွားတယ်တောက်ခြင်းပြီးတော့ဒါဖြင့်သူသည်ဝါပြီးသေးလားငတ်ပြီးသေးလားငတ်ပါဗျာငတ်မသာမရပါဘူးရှင်းဒါဖြင့်စိတ်တစ်စိတ်တိုင်းပေါ်သမျှခန္ဓာတိုင်းကခင်ဗျားတို့ဘာလုပ်နေတာတန်းနေတာသိနေတာခင်ဗျားတို့မသိလို့ရှင်းလားစိတ်ပေါ်တိုင်းတစ်ချိန်ပေါ်တိုင်းတစ်ခါအသက်ခံနေရတယ်ဝေဒနာတစ်ခါပေါ်တိုင်းတဏှာတစ်ခါပေါ်တိုင်းဥပါဒတစ်ခါပေါ်တိုင်းကံတစ်ခါပေါ်တိုင်းတစ်ခါပြောတော့မပြင်းနဲ့နော်ခင်ဗျားတို့တို့ပြောနေတာတဏှာတစ်ခါပေါ်တိုင်းဥပါဒတစ်ခါပေါ်တိုင်းကံတစ်ခါပေါ်တိုင်းအဲ့တော့ဒီဘဝအချင်းချင်းသက်ခံပါပြီးတော့ကာမဘဝပစ္စယဒါဒီဆိုတော့ဒီလက်ရှိခန္ဓာဟောအသိလွတ်ပလားမလွတ်သေးဘူးနောင်သေးစရာလည်းယူပြီးသားဖြစ်နေဇာတိရလာပြီလားမလာဘူးသိမှလားဇာတာနောက်ဘဝကိုပြောတာပြစ္ဆုတ်ပံဘဝကျတော့ယခုခန္ဓာကံကလေးသိပြီးတာနဲ့နောက်ထပ်ဝิญဉ်ပြန်မပေါ်ဘူးလားဒါသာတိပဲပဝတ္တိဝิญဉ်ခေါ်တယ်တပံထထမွေးဖွားနေတာဥမာ
ငရဲမှာခံရတဲ့ငရဲကောင်ကြီးကြတော့ငရဲသားတွေကနှီးမျိုးစုံနှိမ့်ဆက်တန်ရေဘူးတွေလောင်းချဓာတ်ကြီးစက်ကြီးတွေနဲ့ကျိတ်သိသွားရောအဲ့ဒီတကောင်သိပြီးတဲ့ချက်ချင်းနောက်တစ်ကောင်ပြန်ဖြစ်ငရဲသားကြတော့တို့ကဒီလိုသိနေတာတကယ်တော့အခုခင်ဗျားတို့စိတ်တွေကလည်းတစ်ခါပေါ်တစ်ခါသေးတစ်ခါပြန်ဖြစ်မွေးလိုက်မွေးလိုက်သေးလိုက်မွေးလိုက်မွေးလိုက်ရှင်းလားဘု து ခန္ဓာမြဲနေတာပါလေတော့သေမင်းဆိုတော့ဒီမှာအသေးကြီးနဲ့အသေးလေးပဲกว่าတယ်ခန္ဓာဟာအမြဲသေနေတာတောင်းသူ့ပါနေတာအတုပါရှင်းသလားရုပ်ကလည်းရုပ်ကရုပ်ပြက်လိုက်ရုပ်စားထိုးလိုက်နာကလည်းနာပြက်လိုက်ပြက်တယ်ဆိုတာသိတာပဲသင်္ကြန်ကုန်ထမ်းချရတဲ့အသေးနဲ့ထမ်းမချရသေးတဲ့အသေးဒီနှစ်ခုပဲကွာရှင်းလားရှင်းပါပါဗျာအဲ့တော့ဝိပဿနာရှုတော့ထမ်းချရတယ်မသာရှုတာလားထမ်းမချရတယ်မသာရှုတာအဲ့ဒါကြောင့်တော်တော်နဲ့မမြင်တာပေါ့ဘာနဲ့မြင်အောင်ကြည့်အောင်ဟိုထမ်းချရတယ်မသာဒီမျက်လုံးနဲ့မြင်ရတယ်အဲ့ဒီမျက်လုံးနဲ့မြင်လို့တရားရမှာဆိုခင်ဗျားတို့ခုတရားရတာကြာလားမသာဖို့ဘောင်းမနေတော့ရှင်းလားတကယ်မသာဖို့နှလုံးသွင်းမှာဩဒါကထမ်းချတယ်မသာသူကတော့ဒီဘဝအတွက်စုတည်မနေသေးသွားလို့ငါတို့ထမ်းချကြတာခုထမ်းမချရတဲ့မသာငါမှအမြဲတည်နေပါလားဒီလိုနှလုံးသွင်းမှမသာတစ်ခေါက်ဘယ်အတင်းပြောရက်တောင်ယူပြီးပြန်လာတော့ဘယ်10ခေါက်မှမရရှင်းလားရှင်းပါရဲ့ဗျာအာသုဘရှင်ရှင်းကြတော့မျက်နှာသေးလေးနဲ့ဝမ်းနေတာလို့ပါလို့ကားလည်းပြောင်းတက်လိုက်တော့တဟာဟာနဲ့အာသုဘလိုက်ပို့ကြတာဟာဟာနဲ့မှယူဩကျောင်း10ခေါက်ကျောင်း10ခေါက်တဲတော့လည်းမထူပါဘူးကျောင်းသွားလဲဘုန်းကြီးအဟောက်ခံပြန်လာတော့ဘုန်းကြီးနဲ့ရံဖြစ်လာတော့ဘယ်လိုမှလည်းကုသိုလ်မရပါဘူးဘောပါလားမှန်ပါဗျာညာတော့အဖြစ်လို့ငယ်ငယ်တော့ဘုန်းကြီးကျောင်းသိမ့်မသွားဘူးဘာလို့ဆိုရောက်ဘုန်းကြီးတွေဟောက်ဘုန်းကြီးတွေတိုင်းဒေါသကြီးတဲ့ခြင်းနဲ့နော်ဘုန်းကြီးတွေရုပ်ကြည့်လိုက်လဲပြုံးနေတဲ့ရုပ်ကခက်ရှားရှားသူ့မင်္ဂလာလို့ပြုံးတဲ့လူတော်ရှားကိုယ်ကွယ်နဲ့ရောက်တော့ပြောကိုယ်လည်းဒီလိုပါပဲကြောင်းရောက်တော့စူပုတ်ပုတ်ပါဘာလို့ဆိုဘုန်းကြီးတွေဟုတ်ပါတယ်ဟုတ်တော့လည်းဟုတ်ဘုန်းကြီးတွေအမြဲတမ်းစူပုတ်နေတယ်ဘာကြောင့်သိလားအလုံးမပြည့်လို့အလုံးမပြည့်ဘာမှမလုပ်ရပဲနေဥစ္စာအဲ့တော့ဘာမှမတော့ရှင်းလားဒါအဲ့ဒါအပြည့်မတင်တဲ့ဘုန်းကြီးတွေဩသူတို့ခင်ဗျဘာအလိုမကြနေကြနော်သူလည်းလူတွေကဘုန်းကြီးတွေကြရုပ်ရှင်ကြည့်ပြန်ပြီဘောလုံးကံပြန်ပြီဘောလုံးပွဲကြည့်ပြန်ပြီသူတို့ကြကြည့်နေတာကြမကြည့်နော်အဲ့တော့ဘုန်းကြီးတွေပဲကျတော့မလို့ဘုန်းကြီးအရှင်မြတ်ဘုန်းကြီးတွေဘောလုံးကကျမ်းမာရေးကောင်းတာပေါ့ကွာငါတော်ကံမဖြစ်တော့ဟမ်သူလည်းလူတွေကလူပဲဟာသိတာတွေကဘောပါလားခုဘုန်းကြီးတွေရုပ်ရှင်မကြည့်ရဆိုတော့တော်ရည်လျှောက်ကြည့်ကုန်ရုပ်ရှင်ကြည့်တာတော့အောင်မထင်ဘူးသဘောပါလားအေးအဲ့ဒါလေဒါလေးထက်တွေ့အောင်ပါဗောဒါလည်းလူတွေကလူတွေပါလားသူတို့ခင်ဗျားလည်းချုပ်သိမ်းထားတာနဲတာမဟုတ်ဘူးယဟန္တာတွေမှမဟုတ်ပဲယဟန္တာဆိုတော့နင်တို့လည်းမနေတော့ဘူးသဘောပါလားရှင်းရောရှင်းလားဒါတော့လေဘယ်တွေရောက်ကုန်မှမသိပါဘူးအဲ့တော့ဒါတွေလေဒီခန္ဓာတွေဟာလေအချိန်ချင်းမွေးပြီးဒါနဲ့အချိန်တိုင်းသတ်နေတယ်လို့ပြောရင်မှားမလားမှန်ပါဗျာဒါမသိလို့သိမင်းပါလဲမေးနေတာပေါ့ဒါပေမဲ့ခင်ဗျားတို့ကသိမင်းနဲ့လည်းအတူနေတယ်သိချင်းနဲ့လည်းဘာသာသိမင်းနဲ့လည်းသိချင်းနဲ့လည်းခန္ဓာဘာသာပါခန္ဓာ၅ပါးမှာခင်ဗျားတို့ရဲ့သိမင်းအဲ့ဒီသိမင်းကလည်းမပြတ်မွေးလိုက်သေလိုက်အစားထိုးလိုက်ရှင်းလားရှင်းပါရဲ့ဗျာအလုံးသဘောပေါက်ရဲ့လားပေါက်ပါရဲ့ဗျာအဲ့တော့
Maromati Bandi Wosti Ketavatan Lukho Bandi Maroti Maro Luri Bio Nijare, they mean Sura, Shevia, Pelu Hamyogu, they mean Lukova the Lekpia, Miro. Rada, Bekana Naba Habale. They mean Begua Mata, Yagapi. Hello, Chini, Kuagubianji. No, John to your head. They mean Begum. No say that. Huh? Nothing mean who. Who they mean a Gulara? May Mana Banaji the Kadi. Now to Dadala. To Angadala. Hobo. Who they mean it? Hey, head they mean with a Hoba, Nalanga they mean it, what they mean like boom. They didn't only do it, head they mean Melo, and they please out Washam. Come on, they might have each other. Come on, do a train of Matabula. When they have Tama. Go down and Lugo. Oh, Andy. Jau who him massage you, the him massage you, who are next from you, who done next from you, they may Jimiani. So, what about that? Do you show pay and pay? They like me, so I'm a little bit of we have a church in the levy because you can know when you should be about the Masulu. Salawi, Juma, they like me to rock. They can say that Halu Yabuela. Nejauki. So, what about that? She don't know. That is the image of the Jaguala Mala. Bobo Jala. Bemashi. Sigmero to Nila Bana Dunia. Jumpa. There was a jumper. They never Lungayo. They may not go. They may not only go, the Yabian Johnny did it. The war father. They have a little time. Go down my God, he might go there when they did. Sheila. I don't know, Matai Poto, I do their power in a lot of money. Gina Gela, Radicanagia Ballet. Hello, Payaga. Mekana Shikana, they may make what to the Ba Shimpiare. And it's the men like a low on below low on Malepia Sambi. The Yara will be the Camaro to Dabe Piama. A day of the men, they may know that they might be a Getaru, go to Daru Biamigo. Huh? To let them in, I let them in. Who did you know? Young of Tarzan now, they are Sidilla. You have the number, almost not the number. The number of the mini. Sidilla. But they now go with Jay Woody. I'm going to say now, I want to say mini. Sidilla. I'm here, they are Hula. More like. That was Melocana go, then I'm going to get it. Yellow on the thing. Now, here, hold on, I see it. Yes, in a Senate, Bazebo. Music Mabo. Yes, in my board of music, his Okanabanaba. Every Kanaba Bemabora. Yes, in my board, Bema Jet. Oh, yes, in my way. Yellow on the thing. None of that Bazebo. Charlie Mabo. Charlie, hey, Kanabanaba. Oh, Kanaba, Manama, Mobi. Nale Malata. Nale Balo. Tinjai. Yellow Tinjai. Yeah, Tinjai go to Hamajo. Neither him, Banadu. Tinjai, Homada, Mutara, Mia, they don't Madame, Yena Miao. Siena. Having a look at a Tinjai go. How to how Madai Yatea Chamado. Baby Damadea, how Shusha Ukanya. Eh? Gawa Madame Dene. Tella like Lu Aloa. Maybe they don't see you.
အရေးပေါ်နေတော့ကားကိုစဲမိုင်ထားတယ်ကျောင်းကားကိုကျောင်းမှာလည်းအဲ့ဒီကျောင်းထူထောင်တာ၄ပါးထဲမှာသူ့မင်္ဂလာအငယ်ဆုံးဆိုတော့ထင်ရလောက်တာအကြီးတွေလည်းဘာမှမပြောရကြဘူးမပြောရကြလို့ထင်ပါရဲ့အမေသေးတော့မှကျုံမေသေးမှဒီကားနဲ့သေးလာမကျေနပ်လားဆိုမကျေနပ်ဘူးပြောလဲသေးမှဆိုတော့သေမှာပဲဆိုတော့လုတ်ပါငါညီရမကြိုက်တယ်လို့ပေါ့စတဲမိုင်ထားအသေးရောဆိုကြတော့ဒီတဲ့ခါကျဆရာဝန်တွေကပြေးလာတယ်ရှင်များတဲ့ယောဂပြင်းနေတယ်ပုံမှန်တော့တဲ့စေးထိုးမှရမှာမထိုးကွာငါเจ้าမှာစခန်းရှိတယ်ယောဂီတွေပုတ်တာကြည့်လိုက်ငါအမေပုတ်တယ်မသာထိုင်ကြည့်တယ်သူအတုပရှုလိုက်ဟောတော့ဒီဘုန်းကြီးဘယ်လိုဘုန်းကြီးလဲမသိဘူးဆရာဝန်မလေးတွေဒါဆိုကျတို့အတုပကားခေါ်ဖို့သူတို့ကလည်းကုသိုလ်လုပ်ရှင်တာပေါ့လေနော်အတုပကားခေါ်ဖို့ခေါ်လိုက်မခေါ်ပါနဲ့ငါရှိမှာမသာကားရှိတယ်ဘာကားလို့ဆိုအဲ့မှာလေငါကြည့်နေတဲ့ကားအဲ့ဒါမသာကားပဲနော်ဟုတ်ကဲ့ကျေးဇူးရှင်ဘိုးဘုဆရာတော်ဘုရားကြီးရန်ကုန်မှာဘွဲ့လာယူတော့တထေးကြီးတွေကသူတို့ကားကို Mercedes ပေါ့အဲ့ဒီမှာဂျာမနီကထုတ်တဲ့ Mercedes ကအစ်စ်တင်မောကြလုံးဝမစီးရသေးဘူးဒါဆရာတော်ကြီးပဲစီးရတယ်ဆိုပြီးတော့ထူးထူးလည်းလည်းပူဇော်တာဆရာတော်ကြီးဘုံကံကအဲ့လိုကြီးတယ်အဲ့ဒါနဲ့ဆရာတော်ကြီးရထားဘူရာကလည်းဆင်းလာရောကားကြီးကြွားတာပေါ့ရှင်ဗျာဒီကားဂျာမနီကလာတာဘယ်နှသောင်းပေးရတယ်ပေါ့ကြားကားတော့ခုချိန်ဒီတောင်းကနာပဲရှိတာပေါ့ဗမာတနိုင်ငံပဲယူနေလို့သိန်း100 300ပေးစီကြတယ်နော်အဲ့တော့ဘယ်နှသောင်းပေးရတယ်ပေါ့ဆိုတော့ဩအေးမင်းနိဗ္ဗာန်ရင်ကြီးနဲ့ငါအာသုဘကြီးနဲ့တော့လိုက်တယ်ဘုရားကအသက်ကြီးပြောချိုက်ဆရာတကာဆိုတော့ဘာမှပြောလို့လည်းမဖြစ်မဟုတ်ဘူးလားမေးတော့ဘယ်လိုစီးနေတာတွေကနိဗ္ဗာန်ရင်နေမသာကားတွေတက်လာတဲ့လူဟာသဘောပါလားဟိုအသေးကြီးပဲကြောက်နေတာဒီအသေးလေးမမြင်လို့ရှင်းရလားကောင်းပြီအဲ့တော့ရှင်ဘုရားတဲ့သေမင်းလက်ကလွတ်အောင်ဘယ်လိုလုပ်ရမလဲဘုရားဟာသေမင်းလက်ကလွတ်အောင်လွတ်ချင်မင်းသေမင်းကိုသေမင်းလို့နှလုံးသွင်းกว่าဗါလဲဘုရားတရားဟောရင်ရှင်းရှင်းလေးနော်ကျော်ဝိပဿနာလုပ်ရင်ရှုပ်နေကြတာမနေ့ကပြောသလိုပဲဘယ်နမိတ်ထားမှာတော့ညာနမိတ်ထားမှာတော့ဘယ်လောကရှုမှာတော့ဥသိရလေဖြေလို့ရပါတယ်သင်္ခါရလောကရှုဒါတွေကပြောလို့လွယ်လွယ်လေးတွေဒါမှမပြောချင်ဘူးဝိပဿနာရှုတယ်လို့ဒါတွေလိုက်လို့ဆရာကမလိုဘူးဒီကြည့်တိမ်မင်းလို့ကြောင့်ဘုရားပြောတဲ့စကားကိုနားထောင်ဟာမယာဒရမင်းအသေးလွတ်ချင်ရင်သေမင်းကိုသေမင်းလို့နှလုံးသွင်းတယ်ပြီးပြီသေမင်းကိုဒါပေမဲ့သမင်းသားခြင်းများမိသေမင်းမယ်သမင်းသားခြင်းတာလည်းပါလဲရေသောက်ခြင်းများမိကုရိတက်ခြင်းများမိရေချိုးခြင်းများမိဟာသေးသွားအောင်ပါပဲဟာစိတ်ပေါ်ပေါ်အမလေးနေလို့ကောင်းလိုက်တာသေမင်းမယ်ဒီနေ့နေမကောင်းဘူးနေကောင်းတာလဲသေမင်းမယ်နေမကောင်းတာလဲအမှတ်ကောင်းတာလဲအမှတ်မကောင်းတာလဲစေတနာကောင်းတာလဲစေတနာမကောင်းတာပဲဘယ်တရားပေါ်ပေါ်သေမင်းမယ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 ်လို့နှလုံးသွင်းတယ်လမ်းတလမ်းပြီးတလမ်းလျှောက်နေတာလဲအစားတစ်လုံးပြီးတစ်လုံးစားနေတာလဲရေတောက်နေတာလဲအိတ်နေတာလဲအိတ်ချင်းစိတ်ကလေးလဲအိတ်နေတဲ့စိတ်ကလေးလဲအဲ့ဘာလုံးနေနေလဲလောက်တာလဲခြေလောက်တာလဲလောဘစိတ်လေးပေါ်တယ်ဒုက္ခဝေဒနာလေးပေါ်တယ်အဲ့ဘာစိတ်ပေါ်ပေါ်နိခန္ဓာပေါ်သမျှသေမင်းမဲသေမင်းမဲသေမင်းမဲလို့နှလုံးသွင်းတယ်ရှင်းလားဝိပဿနာထက်လားဘုရားရှိဘာလို့လို့သေမင်းမဲစကားပြောခြင်းတယ်စကားပြောနေတယ်နားထောင်ခြင်းတယ်နားထောင်နေတယ်ဒီနတ်သလားအဲ့တော့ယာဒဆက်မေးတယ်အရှင်ကလည်းနည်းနည်းဟိုးနေပြီဆိုတော့အရှင်ဘုရားအဲ့သေမင်းကိုသေမင်းမဲ့သေမင်းမဲ့နှလုံးသွင်းတယ်ဘာရှိသူများတော့ဗျာမေးပြန်သေမင်းကိုသေမင်းလို့နှလုံးသွင်းတယ်ဘာဖြစ်ဘာဖြစ်မှချင်း
အာတုဘကိုအာတုဘလို့သိပါများရဲ့မုန်းလာမှာပေါ့တတ်မဲ့ချင်းကျင်းလာပေါ့ဟိုတိမ်မင်းလက်ကလွတ်တာခဏထားရိုးရိုးလေးတွေ့ရိုးရိုးလေးတွေ့ငကိုကကိုခန္ဓာကိုအရှိတရားကိုသိမင်းလို့ခင်ဗျားတို့သိလားမသိလို့ကြမ်းမဲ့နေတာနှစ်သက်နေတာဟမ်ကိုခန္ဓာကိုယ်လေးကိုကြမ်းမဲ့မှုနှစ်သက်မှုရှိပါရဲ့အခါလေးမှန်နေကြည့်ပြန်ပြုံးလိုက်တယ်မစိုးပါကိုယ်ကကိုယ်လှနေတာရှင်းမလားမျက်လုံးလေးချဲလိုက်နော်နှာခေါင်းလေးချဲလိုက်ရှင်းလားမင်းခင်ဗျားတို့ပြောတယ်သူ့မင်္ဂလာတော့တစ်ခါလေးယူထားသေးတာနော်အဲ့ရထားလာမျက်နှာသစ်တော့မဆိုဟာတော်တော်တွန့်နေပြီဒီလိုလေးလို့ဆိုဟမ်တော့ပါလားအော်ဒီရုပ်ကြီးကြည့်ပြီးတော့အခုအဲ့ဒါနဲ့ထင်တယ်ညီတော်မောင်လေးကခန်းထဲမှာကြည်ပြီဆိုတဲ့မှန်နေကြီးထည့်တယ်အဲ့ဒါတော်တော်ဒုက္ခရောက်တယ်ဟောရုပ်ဆိုးတယ်ကြီးပေါ့အဲ့ရထားကြည့်လိုက်ရင်မျက်နှာကြီးအပေါက်ပြဲနေတယ်ဟောဘလူးကြီးကြဒီမှန်နေလဲခိုင်းအောင်ပါနော်နည်းနည်းလေးမှုန်လိုက်ရင်နော်အပြုတ်ကလေးအပြောက်ကလေးပြောက်သွားတယ်ဒါချောတယ်လို့ထင်ရတယ်ခုတော့ဗျာကိုယ့်အကိုကြည့်ကြည့်ပြီးလန့်နာတယ်ရှင်းလားသဘောပေါက်သလားအဲ့တော့ကိုယ့်အကိုကိုယ်သိမင်းမသိတော့ဒီခန္ဓာပေါ်မှာတာယာမှုတတ်မဲ့မှုနှစ်သက်မှုရှိမရှိရှိပါဗျာရှင်းတယ်နော်အဲ့တော့ဒီဟာကြီးကသိမင်းမဲလို့အချိန်ဖန်များစွာသိလာရင်ဒီပေါ်မှာတတ်မဲ့ခြင်းနှစ်သက်ခြင်းဒါပေမဲ့ဒီပေါ်ตายရအောင်မလားလူကျင်မှုတွေရောလာအောင်မလားဟာယာရယသေမင်းကိုသေမင်းလို့နှလုံးသွင်းနေရင်တတ်နှစ်သက်ခြင်းကျင်းတယ်ကွာရှင်းလားမာနတွေရောထောင်ကြလို့သေးမင်းပါလဲငါပါလဲလို့လုပ်နေတယ်မင်းလဲငါလဲသူလဲရှင်းတယ်နော်သူရောမင်းရောငါရောသေမင်းချင်းဘာမှမှန်ဝဲနေကြမလို့မနာလို့ကြရောရှင်းတယ်နော်ရံပြစ်ကြရောအားလုံးပါလေကြီးအချိန်တန်ရင်သေမင်းခေါ်ရလိုက်ကြရမယ်လူတွေသေမင်းခေါ်လို့သွားတော့ရှာထားတဲ့ဥစ္စာပါသလားရထားတဲ့ຢာတူးတွေပါသလားရှိမွန်းနေကြတဲ့ဂုံဒရတ်တွေပါသွားသလားအေးသေမင်းလာခေါ်တော့ဒီတိုင်းလိုက်သွားဒါအများကြီးကျယ်ပြီးတော့ဒီနေစဉ်ခဏလေးကိုပြည့်ပြည့်အောင်မလုပ်နိုင်ဘူးရှင်းနော်အော်ဟုတ်ကောင်းတယ်အဲ့တော့သေမင်းကိုသေမင်းလို့သိရင်ယူမောကြီးငွေချင်းရှိမရှိရှိလာရင်ဒီပေါ်မှာတာယာတတ်မဲ့ခြင်းရှိအောင်မလားမရှိတော့ဘူးဆိုရင်ဒီတာယာတတ်မဲ့မှုမရှိဘူးဆိုတော့သေတာကသမုဒိယသေသွားတယ်သမုဒိယအကြောင်းသေနောက်ဒုက္ခအရှင်ပြတတ်မဲ့နှစ်သက်ခြင်းကင်းတော့ရှင်ပြဘာဖြစ်လို့ဟာတတ်မဲ့နှစ်သက်ခြင်းကင်းတော့မင်းပြောတဲ့သေမင်းလက်ကလွတ်တာဘောကွာရာဓလမ်းဆုံးအောင်မေးတာရာဓကရှင်းနော်ဝိပဿနာရှုမယ်ဆိုတော့ကိုယ်တန်တဲ့လက္ခဏာတစ်ခုကိုစွဲထားဘူးအနိစ္စတန်ရင်ရှင်းနော်အဲ့တော့ဒီထဲမှာအတုဝတန်ရင်စွဲဒါဘယ်ကံထမ်းရှု40တောင်ရှိတယ်ကံထမ်း40ထဲမှာဘယ်ဟာပဲရှုအားလုံးအနှစ်ချုပ်မှတ်တာနောက်ဆုံးမှာအနိစ္စမြင်ရဘယ်ကံထမ်းလက်ကင်ထားတာကိုသေမင်းမဲ့ကြည့်ပါများတော့သေမင်းကလည်းတကောင်ပြီးတကောင်ဖြစ်ပြီးတော့အနိစ္စဒါမြင်လားအနိစ္စမြင်မှများမှဒုက္ခမြင်အနိစ္စသိမှမထာမရအနိစ္စသိမှမနေ့ကမိကုန်းနဲ့ပါတယ်အနိစ္စဒုက္ခအနတ္တဘလို့ဆက်နေတယ်လေဟုတ်ပြီနော်သိရင်ကပါလေအနိစ္စဘယ်တရားကိုဘယ်ကမ္မထမ်းကိုဘယ်လိုရှုကြိုက်တယ်လို့ရှုကာယ ानु ပဒနာပဲရှုဝေဒနာ ानु ပဒနာပဲရှုစိတ် ानु ပဒနာပဲရှုကိုတတိပဌာန်ဘာဝနာကြီးမှာခင်ဗျားတို့တတိပဌာန်သုံးမှာဘုရားသိချာဟောထားနော်စိတ်ရှုတော့လေစိတ်တာ ानु ပဒနာရှုတော့လေသမုဒိယဓမ္မ ानु ပတိဝဝယဓမ္မ ानु ပတိဝစိတ်တသမိဝိဟရတိဟုတ်ပြီလား
ဝေဒနာနုပဒနာကြတော့လေသမုဒိယဓမ္မနုပတိမှာဝေယဓမ္မနုပဒနာနဲ့ဒါနဲ့လာတာပဲအဲ့တော့နောက်ဆုံးကျတော့သမုဒိယနဲ့ဝေယသမုဒိယဆိုတာဖြစ်တာဝေယဆိုတာဖြစ်ခြင်းနဲ့အနိစ္စဆရာတော်ဘုရားကြီးဒီကျေးဇူးရှင်မိုးကိုဆရာတော်ဘုရားကြီးတရားကိုအနှစ်ချုပ်တိုးတိုးချင်းချင်းနဲ့လိုရင်းအထိမိဆုံးပြောတဲ့နေရာမှာတော့သူ့ပြင်ထူးချွန်တယ်လို့မရှိဘူးဒါကိုဒီမျိုးစုံနဲ့သူ့စတိုင်ငါစတိုင်ပြန်ထွေနေရင်တက်တက်မဲ့အချိန်ဆုံးတာပဲဖြစ်လိမ့်မယ်ဖြစ်ပြသူများဟောတော့မပြောချင်လို့ပေါ်ပြောက်ဘာမှန်းထူးလို့ရှင်းတော့စတန့်ထွင်တာပဲရှိတယ်သူ့လွဲပြောချင်တော့အမှန်ကဖြစ်ချင်းပြက်ချင်းလူတိုင်းနားလည်ထားရင်ဖြစ်ပြက်ပြီးဓမ္မဟာရိုးရှင်းတယ်ကြောက်မှတ်တယ်ကိုယ်နာမည်ကြီးဖို့ကိုယ်အယူဝါဒတစ်ခုဖြစ်ဖို့ကြိုးစားပြီဆိုတာနဲ့ဓမ္မကတွေ့ပြီးသွားပြီဓမ္မကဘုရားတို့တက္ကတရားကဆောက်ဘူးလေမိုးကုတ်ဝိပဿနာလမ်းစဉ်နေလေရှင်ပြလုံနေလို့ဆိုတာရှင်ပြလည်းကိုယ်ပိုင်ဉာဏ်နဲ့ဟောတတ်နေတာပဲတဲ့ကိုယ်တိုင်ဝိပဿနာတစ်ခုလုပ်ပါလားဟာတကယ်မလုပ်လိုက်ပါနဲ့ငကူကမှဂိုင်းနေများကြဝိပဿနာတွေလည်းပေါ်မှပေါ်နော်နောက်ထပ်စတိုင်တစ်ခုထပ်တွင်ရင်တစ်ခုထပ်ပြီးတော့သူတို့အငင်းပွားကြအောင်ရှိပြီးသားဓမ္မအယိုးဆုံးအစင်းဆုံးအဖြောင့်ဆုံးကလေးကိုပဲတရားသိအောင်လုပ်လိုက်စမ်းပါဘယ်သူပဲဝါအဓိကဘုရားဒါနဲ့ဒီနေ့ဆရာသမားတွေကိုနေတိုင်းသွားရဘာလို့ပင့်လာလဲဆိုဒီဆရာသမားကျေးဇူးကြောင့်သူ့မင်္ဂလာကြောင့်ခင်ဗျားတို့ဒီလောက်ဆိုတော်တော်ရိပ်မိလို့ဒီတိုင်းသာလွတ်ထားရတာကျုပ်ကလူကောင်းဖြစ်ဖို့မရှိဘူးဒီနေ့ဘယ်နှကောင်သတ်ပြီးပြီလဲမသိဘူးတတ်မှအကုန်သတ်နော်စိတ်ထဲရှိတဲ့တိုင်းဆိုဒီကောင်လေးသိတာကြားလားဘောပါလေနော်နည်းနည်းမှခေါင်းကုန်ခံတတ်တဲ့လူလည်းမဟုတ်ဘူးဒုထောက်ခံတတ်တဲ့လူမဟုတ်ဘူးမတရားတာမြင်ရင်နည်းနည်းမှငြိမ်မနေတတ်တယ်ကိုဒါတော်လေးစိတ်ငြိမ်သေးတော့လာလို့ဒီလောက်ငြိမ်သဘောပါလားအဲ့တော့တကယ်ရှိတာခန္ဓာဘာနှပါဒါသိမင်းနေပဲသိမင်းမြင်မှများလာရင်ဒီပေါ်မှာတတ်မှတ်ခြင်းตายရခြင်းတွေ့တာခြင်းလာအောင်မလားမလာတော့ဘူးဆိုအကြောင်းသေးတာနဲ့သိမင်းလက်ကရှင်းလားအဲ့တော့မင်းပဲသိမင်းလက်ကလွတ်ကြောင်းပဲလို့ငါသိမင်းလက်ကလွတ်ကြောင်းလုပ်ခဲ့တာကွာတဲ့ဒီတတ်မဲ့နှစ်သက်ချင်းကုန်ရင်သိမင်းလက်ကအဲ့တော့အခုသိမင်းလက်ကမလွတ်နိုင်တာဘာကြောင့်ကိုตายရခြင်းတတ်မဲ့ခြင်းနှစ်သက်ချင်းရှိမရှိမလာတဲ့လူကလည်းမလာလို့ตายရတယ်လာတဲ့လူကလည်းဝါတဲ့လူကလည်းပိန်တဲ့လူကလည်းဝါမပူမလူလာဟာရှုပ်ကိုခတ်တယ်နော်ဒါအားနဲ့ချက်ကြီးပဲယွန်စရာကြီးပဲမုန်းစရာကြီးပဲဒီမှာမတွက်ပါဘူးရှင်းနော်အဲ့တော့ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းပူဝရှည်တိုးသိမင်းလေးကြီးပဲဘယ်လိုနှလုံးသွင်းမလို့သမင်းစားခြင်းများပြီရေတောက်ခြင်းများပြီရေချိုးခြင်းနဲ့သမင်းစားနေတယ်စကားပြောနေတယ်အိတ်ချင်လာပြီအဲ့ဒါဘာပေါ်သိမင်းမဲ့လို့နှလုံးသွင်းနေရင်ဒီသိမင်းပေါ်မှာယွန်ခြင်းမုန်းခြင်းညီးဝဲခြင်းလာမလားမလားလာပြီဆိုသူ့ပေါ်နှစ်သက်ခြင်းနန္ဒီသမှုရိယဒုက္ခသမှုရိယောနန္ဒီနိရောဓဒုက္ခနိရောဓနှစ်သက်မှုလာရင်ဒုက္ခလာတယ်နှစ်သက်မှုကုန်ရင်ဒုက္ခကုန်ရှင်းသလားနှစ်သက်မှုရှိရင်ဒုက္ခရှိနှစ်သက်မှုမရှိရင်ရှင်းသလားဣဇဒံဝါကိုယ်ခန္ဓာကိုယ်ရောနှစ်သက်เสียရှိလားဝဟိတံဝါသူတော်ဘာခန္ဓာရောနှစ်သက်เสียရှိလားဒါပြင်အားလုံးရှိတာခန္ဓာ၅ပါးခန္ဓာ၅ပါးစီပါလေတော့သိမင်းခန္ဓာ၅ပါးစီဒါအချင်းချင်းဟောတာတရားစကားနဲ့ကြတော့ဦးဇင်းတို့ရက်ရှည်ဟောရတယ်မျက်လုံးလေးကလည်းသိမင်းမဲ့သေချာဒါလေးမှတ်တော့မပြီးကြလေတော့တော့ဘုန်းကြီးကခန္ဓာ၅ပါးပြောလိုက်ဆို၅ပါးမမြင်ဘူးဖြစ်နေတာအဲ့တော့လက်ပြန်ဟောမယ်မဟောဘူးကလည်းမသေးကြတော့အခုသေချာတာလေးလို့သွားမျက်စိကလည်းနားကလည်းနှာခေါင်းကလည်းလျှာကလည်းကိုယ်ကလည်းစိတ်ကလည်းရှင်းလားဘာပေါ်အသင်းလေးမြင်တော့လဲဟိုအတန်လေးကြတော့လဲအနံ့လေးရတော့လဲဘာလေးပေါ်သိမင်းမဲ့လို့သာနှလုံးသွင်းကြိုက်ခက်သလားကဲအဲ့ဒီသိမင်းကြီးကမြဲသလားမွေလိုက်ဖြစ်လိုက်ပြက်လိုက်အားလုံးကဖြစ်ပြီးပြက်တာပါသစ္စာ
သိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဧကဲလို့သစ္စာတိချက်တည်းနဲ့ကြိုက်မှသာတည်းရဲ့တန်ត្រာဝတ်တွင်းကလွတ်ကင်းနိုင်မှဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆာသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ဒီသေမင်းလက်အောက်ကလွတ်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့ပဲနားကြစို့